ယနေ့သာသနာနှစ်2556ခုနှစ်မြန်မာတို့ရဲ့ဝဟာကောစာတက္ကရာ1384ခုနှစ်ပထမဝါဆိုလပြည့်ကျော်9ရက်နေ့ခရစ်တက္ကရာ2012ခုနှစ်ဇူလိုင်လ10ရက်အင်္ဂါနေ့ဩစတြေးလျနိုင်ငံဘီလာဝီယာကွယ်ဟီဝါလန်ပါရမီဓမ္မရိပ်သာကြီးအတွင်း၌ဩစတြေးလျနိုင်ငံမြို့နယ်တည်တည်ဒေသတည်တည်ကျေးရွာတည်တည်ကျောင်းတိုက်အသီးသီးတို့၌တရင်သုံးစံပြောမှုလေတော်မူကြလျက်မေတ္တာကရုဏာကြီးမားစွာဖြင့်ပြပသာသနာပြုအရှင်ကောင်းအရှင်မြတ်တို့၏ဘုံရိပ်ကံရိပ်မေတ္တာရိပ်ဩဝါဒရိပ်တို့ကိုခံယူပြီးစွမ်းတကာစွမ်းအမအလှတကာအလှအမကျောင်းတကာကျောင်းအမဓမ္မဒါနကုသိုလ်ရှင်အသည်တိတို့၏ပစ္စယနုဂဟကိုခံယူကာဝေယဝဆလူငယ်မောင်မယ်အပေါင်းတို့၏လောက်အားဒါနကိုခံယူလျက်စေရင်ကျင့်မှပြုလို့အပ်သောမောဂဝိပဿနာ10ရက်အဋိဋ္ဌံအလုတ်တင်အလုတ်ပေအထူးတရားစခန်းပွဲကြီး၏9ရက်မြောက်သောနေ့4ရက်လား9ရက်ပါ9ရက်ရှိသွားပြီလေ4ညပဲရှိတယ်ဟုတ်တာပေါ့ဗုဒ္ဓမှာတန်းတော်နဲ့သွားပြောသွားလို့4ရက်မြောက်သောနေ့ဤ4ရက်မြောက်သောနေ့အပေါ်ဤညပိုင်း4ရက်မြောက်သောနေ့ဖို့တွင်ဖျားမှုရှိသောတန်ဃာတော်အရှင်မြတ်တို့နှင့်တကွာတရားဝင်တရားအထုတ်တော်မူကြဝေကုန်သောယောဂီတော်စင်အပေါင်းတို့၏သီလသမာဓိပညာသိက္ခာ3ရက်အကျင့်မြတ်တို့ကိုအာယုံပြုပြီးတော့အာယုံစွာအာဟာရများပြသရာပြုပြီးဉာဏ်ရှိပြေးကလာရောက်ဆက်ကလူတန်းညတဲ့သရာကြည်လင်ပါရမီရှင်ကုသိုလ်ရှင်ကြီးများကတော့ဥမင်းညာနာဒေါမိဝါဘောဒေါမိတင်ဝါမိသားစုများမှလူတန်းဆက်ကပူဇော်ကြခြင်းဖြစ်ပါတယ်။ဓမ္မနေစွမ်းအာဟာရကိုတော့ဖြင့်အဖွာဒေါမြသွေးမိသားစုနှင့်ဥထုံအောင်ကျော်ဒေါက်တာအောင်မမြင့်မိသားစုများမှလူတန်းဆက်ကပူဇော်ကြခြင်းဖြစ်ပါတယ်။ဓမ္မညနေပိုင်းယတိယဝေအတိတိမှတရားနာတရားတိုင်းကြွရောက်လာကြပဲကုန်သောဓမ္မပရိသတ်ပေါင်းတော်ကောင်းတို့အာဟာရဒါနအပြင်ကျွမွေအခန့်လူတန်းကြတဲ့သရာကျလင်ပါရမီရှင်ကုသိုလ်ရှင်ကြီးများကတော့မတ်ကျူတီဆံမနနွယ်ဆံညီမများမှကျွမွေအခန့်လူတန်းကြခြင်းဖြစ်ပါတယ်အထက်ပါအလူရှင်ကြီးများနဲ့တကဝယဝေယနေ့အတိတိမှတရားနာတရားတိုင်းကြွရောက်လာကြပဲကုန်သောအမေအမညီကိုမောင်နှမဆွေတော်မျိုးတော်ယောဂီသူတော်စင်အားလုံးတို့အားဘုန်းကြီးများကျေးဇူးဆဟောကြားရမည်တရားကတော့နိဒါနဝကတန်ယုတ်ပါဠိတော်ပဋိစ္စသမုပ္ပါဒခန်းနဲ့သစ္စာတန်ယုတ်ပါဠိတော်ခန္ဓာဝကတန်ယုတ်ပါဠိတော်နဲ့ဓမ္မတက္ကနီပါဠိတော်ဝိသုဒ္ဓိမေအထက်ကရာနဲ့မဟာတိကမဟာတတိပဋ္ဌာန်ပါဠိတော်နဲ့မေဇိမပါဏာတပါဠိတော်အဂိဝဆတုတ်အခြေခံ၍ဟောကြားအပ်သောလောင်စာသိမ့်၍မြင်းငိမ့်ရာနိဗ္ဗာန်တရားတော်ဤတရားတော်ကြီးကိုမဟောကြားသိမ့်မီမနာကြားကြသိမ့်မီတရားပိုင်ရှင်ပြည့်တော်မူသောသုံးလောကထွဋ်ထာသဗ္ဗညုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဤဂုဏ်တော်ကိုအာယုံပြုပြီးတော့နမောတတသုံးကြိမ်ဖြင့်ညီညာဖြပြကြော့လိုက်ကြပါအောင်စို့နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဟောတိယနတုပါရှင်တော်မြတ်ဗုဒ္ဓ၏အလိုတော်ကြောင့်ကျေးဇူးတော်အရှင်အရဟန္တတဆူဖြစ်တော်မူသောမောဂုတ်ဆရာတော်ဘုရားကြီး၏ဉာဏ်တော်ကိုဥထိတ်မှထားပြီးဟောကြားနာကြမှာဖြစ်လေသောကြောင့်ဆရာတော်ဘုရားကြီးရေးသာတည်ကုန်းတော်မူခဲ့သည့်မူလနှစ်ပြားလင်္ကာဆောင်ပုဂ္ဂိုလ်ညီညာဖြပြရွတ်ပပူဇော်ပြီးတရားပွဲစလိုက်ကြရအောင်မူလနှစ်ပြားသစ္စာနှစ်ခုလေးခုအလွာ3 ပါးအစ 2 ရက်မူလ
ကာလသုံးပြချင်းရနဲ့ဆက်ဤရှိသွဲကိုအလွယ်ကျက်မှသိစေအပ်သည်တန်တရာမလွကြောင်းသည်သာဓုသာဓုအလုံးမဲ့လက်အုပ်ချီလေးတွေချထားမြတ်သောဣရိယာပုတ်ဖြင့်စိတ်ချမ်းသာသလိုထိုင်ပြီးဟောကြားလက်တန့်သောတရားဓမ္မများကိုအာယုန်တစ်ပါးစိတ်မသွားပဲဆက်လက်နာယူမှတ်သားနိုင်ကြပါပြီတို့အားလုံးယောဂီအပေါင်းသူတော်ကောင်းတို့အားလုံးသောအမိအဖညီကိုမောင်နှမဆွေတော်မျိုးတော်သူတော်စင်များအားလုံးဒါနသီလဘာဝနာမြတ်ကောင်းမှုအလီလီအေးကြိုးစားမြုပ်ပွားများအထောက်ကြတယ်ဆိုတာဘာလို့ကျင်လို့ပါလဲကောင်းပြီတို့ဗုဒ္ဓဘာသာတို့ရဲ့လမ်းဆုံးပန်းတိုင်ဟာလဲပါလဲကောင်းပါပြီဗျာဒါဖြင့်နိဗ္ဗာန်အကြောင်းကိုပြောနေကြတဲ့တို့မိတို့ပါတို့ညီကိုမောင်နှမတွေဟာအဲ့တော့ကိုကနိဗ္ဗာန်ကိုစကားပြောတယ်တို့ရဲ့ပန်းတိုင်ဟာနိဗ္ဗာန်ဗုဒ္ဓဘာသာတို့ရဲ့ပန်းတိုင်ဟာနိဗ္ဗာန်ဆိုရင်အဲ့ဒီနိဗ္ဗာန်အကြောင်းကိုတော့ကောင်းကောင်းကြည့်နားလည်ထားဖို့မလိုလားလို့သလားအဲ့တော့နိဗ္ဗာန်ကိုသဘောကျတဲ့နေရာနိဗ္ဗာန်ကိုလက်ခံတဲ့နေရာနိဗ္ဗာန်ကိုယုံကြည်တဲ့နေရာနိဗ္ဗာန်ကိုသုံးသပ်တဲ့နေရာနိဗ္ဗာန်ကိုသွားတဲ့နေရာနိဗ္ဗာန်ရောက်အောင်ကျင့်သုံးတဲ့နေရာမှာလည်းပဲအေရှင်တော်မြတ်ဗုဒ္ဓရဲ့အလိုတော်ကြောင့်မစ္စည်းမပရိပဒတထာဂတေနအဘိဓမ္ဗုဒ္ဓဆိုတဲ့အတိုင်းလမ်းကြောင်းမှန်မှန်နဲ့သွားတတ်ဖို့မလိုလားလို့သလားအဲ့တော့အယူအဆအတွေးကောမှန်မှန်ကလေးနဲ့ဘယ်ဒိဋ္ဌိပဲကိုမှမချင်းကပ်ပဲနဲ့တဲ့မှန်မှန်ကလေးနားလည်သွားဖို့ရောက်အောင်ကျင့်နိုင်ဖို့အရေးမကြီးလားကြည်လားကောင်းပြီဒါဖြင့်နိဗ္ဗာန်ဆိုတာကဘုန်းကြီးတို့ပါဠိတော်မှာပြောထားတာကတော့ဗဒအစ္ဆုတအစ္ဆန္တအသင်္ခတမနုဿရံလို့ဒီလိုပါဠိတော်တွေပြထားပါတယ်အဲ့တော့နိဗ္ဗာန်မှာလုံးရတန်တန်ပုံဟန်နမိတ်မရှိဘူးတဲ့နိဗ္ဗာန်ဆိုတာဘုန်းကြီးတို့ဒါငြိမ်းအေးတဲ့သဘောလို့မှတ်ပါနိဗ္ဗာန်ဆိုတာဘာလဲနိဗ္ဗာန်ဆိုတာဘာလဲအဲ့ဒါနိဗ္ဗာန်ကိုဘုံပြတ်တတ်တခုအနေနဲ့ဥပမာဆိုကြပါစို့ရှေ့ပညာရှိများရှေ့သူတော်ကောင်းကြီးများကနိဗ္ဗာန်ကိုတင်စားပြီးတော့မှဒါရှေ့ပညာရှိတာတင်စားပြီးဆိုတာပေါ့ဗျာနိဗ္ဗာန်ရွှေပြည်မြတ်ကြီးတို့ဒါတင်စားလိုက်တာနော်နိဗ္ဗာန်ကိုရွှေပြည်ကြီးနန်းတွင်းကြီးနန်းတော်ကြီးလို့အသွင်တရာမျိုးတွေနဲ့ဒါတင်စားပြီးတော့မှပြောဆိုကြတယ်အဲ့တော့နိဗ္ဗာန်ရွှေပြည်မြတ်ကြီးရွှေပြည်မြတ်ဆိုတာကဒါတင်စားပြောတာဒါကိုပဲနာယူတဲ့ပုံကိုယ်တွေကတော့တင်စားထားတဲ့တင်စားချက်တခုမှလားလို့မလုပ်ပဲနဲ့သူကအဲ့ဒီတင်စားချက်ကိုပဲတကယ်ကိုထင်လိုက်ပြီးတော့နိဗ္ဗာန်ကိုဘုံပြတ်တတ်တခုအနေနဲ့တွားပြီးတော့ယူလိုက်တယ်အဲ့တော့နိဗ္ဗာန်ကိုဘုံပြတ်တတ်တခုအနေနဲ့ယူလိုက်တဲ့အတွက်ကြောင့်မလို့အဲ့ဒါဒိဋ္ဌိစကားနဲ့ပြောရင်တတ္တဒိဋ္ဌိတဲ့ဘာဒိဋ္ဌိအဲ့ဒါနိဗ္ဗာန်ကိုတတ္တဒိဋ္ဌိသဘောအနေနဲ့သူသဘောကျနေတာနိဗ္ဗာန်ကိုဉာဏ်ရှင်းလင်းနဲ့သူသဘောကျတာမဟုတ်ဘူးနိဗ္ဗာန်ကိုဒီတတ္တဒိဋ္ဌိတစ်ခုအနေနဲ့သူသဘောကျတယ်အဲ့ဒါကြောင့်မလို့လည်းပဲတို့မြန်မာနိုင်ငံမှာဆိုရင်အဲ့ဒါအဓမ္မဝါဒဆိုတော့မှဟောပြောပို့ချရေးသားတဲ့ပုံကိုယ်တွေလက်မှတ်လက်ထိုးလိုက်ရတယ်နောက်မဟောတော့ပါဘူးဆိုတော့ဝန်ခံကတိလည်းပြုလိုက်ရတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်နိဗ္ဗာန်ကိုသူကဘုံပြတ်တတ်တစ်ခုအနေနဲ့ယူလိုက်ပြီးတဲ့အခါတခါနိဗ္ဗာန်ကိုသူကအတ္တလို့ခေါ်လိုက်တာနိဗ္ဗာန်ဘယ်လိုဟောလိုက်လဲနိဗ္ဗာန်ကိုအတ္တလို့ယူလိုက်တာဒါဒီကနေ့ခေတ်မှာမဟုတ်ရှေ့ခေတ်ကလေးကလည်းယူထားခဲ့ပုံရပါတယ်အဲ့တော့အစဉ်အဆက်ကနေပြီးတော့မှပယ်လာခဲ့တဲ့ဝါဒကိုဒီကနေ့ခေတ်ကြမှာတခါပြန်ပြီးတော့မှဖော်ထုတ်တာတွေလည်းရှိနေကြတယ်ဥပမာဆိုအယူဝါဒအမျိုးမျိုးတွေပေါ့အဲ့ဒီအယူဝါဒအမျိုးမျိုးတွေကိုပြန်လဲပြီးတော့မှဖော်ထုတ်ကြတဲ့အနေအထားအတိုင်းအတာမျိုးတွေမှာဆိုကြပါတော့လူသေးလူဖြစ်ဆိုတဲ့ဝါဒမျိုးတွေမကြောက်သင်းဘောဝါဒမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေပြန်ပြီးတော့မှဒါနာမည်တနည်းတစ်ဖုံလေးနဲ့ပြန်ပြီးတော့မှထုတ်လွှင့်နေကြတာပြန်ပြီးတော့ဟောပြောနေကြတာပြန်ပြီးတော့ရေးသားနေကြတာပြန်ပြီးတော့မှအတူယူနေကြတာတွေဟာဒါတို့မြန်မာနိုင်ငံဘာသာရေးလောကမှာအများကြီးဘုန်းကြီးတို့တွေ့ရပါတယ်ဒါကြောင့်မလဲနိုင်ငံတော်ကနေတော့မှအဲ့ဒါအတင်းလိုက်ပြီးတော့မှဟိုအဓမ္မဝါဒနှိမ့်နှင်းဖို့ရအတွက်အတင်းအဓမ္မကိုလိုက်ပြီးတော့မှဖြည့်ရှင်းနေရတယ်အဲ့ဒီမှာလည်းပဲအခုနိဗ္ဗာန်ကိုဘုံပြတ်တတ်အနေနဲ့သွားပြီးတော့မှသဘောကျနေတယ်ဆိုလို့ရှိရင်အဲ့ဒါတတ္တဒဒိဋ္ဌိအယူတဲ့ဘာအယူတဲ့လဲအဲ့ဒါနိဗ္ဗာန်မှာ
ဘုံပြတ်တတ်ဆိုတဲ့သဘောတရားမျိုးမရှိဘူးဟုတ်ပြီနော်နိဗ္ဗာန်ဆိုတာဘာလဲငြိမ်းအေးတာနိဗ္ဗာန်ဆိုတာဘာလဲအဲ့ဒါနိဗ္ဗာန်ရဲ့သဘောတရားနံပါတ်1ကိလေသာမှငြိမ်းအေးတာနံပါတ်2ဘာလဲဥမာသူတော်ကောင်းတွေဒေါသဖြစ်ဘူးသလားအလုံးဖြေပါဒေါသဖြစ်ဘူးသလားဟိုနိဗ္ဗာန်အကြောင်းရှင်းမယ်ဆိုရင်အင်းကြီးခန္ဓာအင်းကြီးနိဗ္ဗာန်နဲ့ခန္ဓာပฏิပတ်တမေဝတိနိဗ္ဗာန်နိဗ္ဗာန်ကိုရှင်းရင်ခန္ဓာဉာဏ်ရောက်မပါဘဲနဲ့ဘယ်လို့မှနားမလဲဘူးစာနဲ့သွားမရှင်းနဲ့နားကိုမလဲဘူးဒီလိုနဲ့ပဲနိဗ္ဗာန်ကိုစာပေထဲမှာရှာပြီးတော့မှရှောက်ပြောနေကြတဲ့ကမလွဲတင်မဲ့နဲ့လွဲကုန်တော့တချို့မလွဲဘူးမှန်တယ်နားမလဲဘူးနိဗ္ဗာန်ဆိုနိဗ္ဗာန်တစ်မျိုးပဲနိဗ္ဗာန်ဘာမှကိုမသိဘူးဒီကနေ့ခန္ဓာဉာဏ်ရောက်သဘောပေါက်မယ်နိဗ္ဗာန်ကနိဗ္ဗာန်ဆိုတာဘာလဲငြိမ်းအေးတာနော်ပါဠိတော်ကပြောတယ်ကကိလေတေနိရောဓနိဗ္ဗာန်ဒါပါဠိတော်အတိုင်းသွားကိုယ့်ရဲ့အတ္တနောမတိနဲ့ထွင်ပြီးမသွားလိုက်နဲ့မှားသွားတော့မှာအဲ့တော့ကိလေတေနိရောဓနိဗ္ဗာန်ကိလေသာတို့ဤချုပ်တဲ့သဘောမရှိတဲ့သဘောကိုဘာခေါ်လာလဲနိဗ္ဗာန်ဒါဖြင့်ဒေါသဖြစ်ဘူးသလားအဲ့တော့ဒေါသဖြစ်နေရထိုင်တာငြိမ်းအေးသလားပူလောင်သလားအချမ်းသာသလားဆင်းရဲသလားဒါအလုံးခံစားဘူးတယ်နော်ဒေါသကြောင့်ဘလောက်ဒီခန္ဓာကိုယ်မှာဆင်းရဲတယ်ပင်မနဲ့ပူလောင်နေဆိုတာလူတိုင်းဖုံဖုံမှာစပြီးသူတော်ကောင်းတို့အားလုံးခံစားဘူးကြတယ်အဲ့လိုပြောရင်ပူနားလဲတယ်ဘာလို့ကိုယ်တိုင်ခံစားခဲ့တာဟုတ်ကွအဲ့တော့ဒေါသလေးဖြစ်လာတဲ့အခါမှာအလုံးမတန်ပူလောင်တယ်ပြင်းထန်တယ်ဗာသူ့ရဲ့ကာယကံဝစီကံတွေကနုညံ့မလားကြမ်းတမ်းမလားဒေါသဒေါတုပါဒံဒေါသအုပ်ချုပ်တဲ့ကံတဲ့ပရိစ္ဆသမုပ္ပါအလိုရဆိုရင်ဥပါဒံတဏှာဥပါဒံကံဒီမှာတဏှာဆိုတာကတလုံးနဲ့ဆိုမဲ့လည်းပဲတဏှာတစ်ခုတည်းကိုတည်တည်မယူထားနဲ့ပေါ့လေကိုယ်ဝင်းထဲမှာတဏှာဖြစ်နော်တဏှာဥပါဒံကံတို့သွားမှာပေါ့နော်တဏှာဆိုတာလိုချင်တာဥပါဒံကမရမနေနိုင်အောင်ဆွဲလန်းတာဥပါဒံကဘာတော့ဟုတ်တယ်မရမနေနိုင်ဆွဲလန်းအနာတရားသောနိမတရားသောနိပဲဖြစ်ဖြစ်မရရအောင်ကိုကြံစီပြုလုပ်တာကကံမဘဝတရားတာတွေမတရားတာတွေ तू မလိုချင်ဘူးရေဘူးပေါက်တာမပေါက်တာမလိုချင်ရေပါဖို့ပဲလိုတယ်ဟုတ်လားရေတရားတာမတရားတာအရေးမကြီးဘူး तू ယာဒုမြဲဖို့ပဲအရေးကြီးတယ်တရားတာမတရားတာမလိုချင်ဘူးतू လောကီအာယုံကာမဂုဏ်ပြည့်စုံဖို့ तू ချမ်းသာဖို့ तू ကြွယ်ဝဖို့ तू နာမည်ဂုဏ်သတင်းရဖို့ဘသူကိုပဲနေရဘသူကောင်းပဲခြေရဘသူပဲသတ်ရဘသူကိုပဲဖြက်စီးရဘသူရဲ့အသေးကိုပဲဖျက်ရအတ္တသမားတွေဟာမိမိကြီးပွားရေးအတွက်ပဲအရေးကြီးတယ်ဆိုတော့မှတရားသောနိမတရားသောနိတွေနဲ့အဲ့တော့အလွန်မတန်မှယာရုဂုံတင်ပါဝါအာနာစည်းစိမ်ဥစ္စာရွှေငွေရတနာကိုအတင်းအဓမ္မမရမနေနိုင်လိုချင်တာဘသူပါလဲဥပါဒံရိုးလိုချင်တာကတဏှာမရမနေနိုင်ဆွဆွလန်းလန်းလိုချင်တာကအဲ့ဒါတရားသောနိမတရားသောနိဘယ်နည်းနဲ့ပဲပြည့်ဖယားခန္ဓာကိုယ်ထဲမှာဌာပနာရှိတယ်ဆိုဘိုက်ဖောက်ရမှာလဲဝင်မလဲဘူးနှစ်ဖူးဖောက်ရမှာလဲဝင်မလဲဘူးခေါင်းဖြတ်ရမှာလဲဝင်မလဲဘူးဟုတ်လားဖယားရွှေပို့ရမှာလဲဝင်မလဲဘူးထီးတော်ချရမှာလဲဝင်မလဲဘူးဆိုတဲ့လူတွေလောကမှာအများကြီးမရှိလားရှိလားအဲ့ဒီလူတွေကံနေမြောက်အောင်ပြုလုပ်နေတာတွေကဘာတော့ကာမဘဝဘာတော့ဟဲ့အဲ့ဒါတဏှာဥပါဒံကာမဘဝကိုလိုချင်တိုင်းမရလို့ကတော့တိတ်လိုချင်လာပြီဆိုတော့အမိလဲစော်ကားအဖလဲစော်ကားဒီလိုနဲ့ပဲလိုချင်တာမရလို့မိဘကိုပြန်အော်ပြန်ဆဲပြန်ဆိုပြန်တိုင်းထွာနေကြတာတွေပြန်ပြီးတော့မှဂျစ်ကန်လုပ်နေတာတွေအများကြီးမရှိလားရှိသလားရဲ့အမေတားဆိုင်ကယ်ပေါ်ပြီးမလုပ်ပါနဲ့တားရဲ့တို့မြန်မာပြည်မှာပြောပါတယ်မလုပ်ပါနဲ့တားအမေတို့ဘယ်တက်နိုင်မလဲအမေတို့ကအဲ့လိုကြီးပဲမမကြတော့တားရဲ့အမကကြောင်းတက်နေရလေကွယ်အဝေးတင်တက်ကတူဆိုတော့ဘာတက်ကတူလဲဟုတ်တယ်မြန်မာပြည်ကတက်ကတူအကုန်လုံးအဝေးတင်နေကြီးပဲဘာဖြစ်လို့တက်ကတူမှလည်းအဝေးကြီးထားလို့နော်အဝေးကြီးထားလို့အဝေးတင်တက်ကတူတဲ့ပြီးတဲ့အခါကျတော့လည်းအဲ့ဒီတက္ကသိုလ်သွားတဲ့လမ်းတစ်လျှောက်မှာလည်းပဲဥပဒေကတော့ထုတ်ပြန်ထားပါရဲ့ဘယ်နှမိုင်အတွင်း9မိုင်အတွင်း3မိုင်အတွင်း2မိုင်အတွင်း1မိုင်အတွင်းမှာဘီယာဆိုင်မရှိရအရက်ဆိုင်မရှိရဘလို့ပဲဥပဒေကထုတ်ပြန်ထားပါစေခောက်ရိုးကျိုးနေတဲ့အကျင့်ပြတ်ခြားစားဝန်တန်းတွေကိုပတ်စံပေးထားတဲ့အခါကျတော့အဲ့ဒီတက္ကသိုလ်သားတွေကတ်နေတာပဲဘီယာဆိုင်တွေကထရေဆိုင်တွေကကတ်နေတာပဲအဲ့မှာကလေးတွေများရွယ်ပလဲစုပ်ပြတ်ပြီးတော့မှတို့မြန်မာပြည်ကကလေးတွေလည်းကောင်းတာဒါအတုမကိုတာမကောင်းတာကြအတော့အတုခိုးတယ်ရွယ်ပလဲစုပ်ပြကောင်မလေးတွေအတုအထွားတွေဝှေ့ပြီးတော့မှဘီယာတွေတောက်ပြီးတော့မှတခါလေကြည့်ရတာတို့ဩစတြေးလျကတခါတကမတွေဩစတြေးလျအပြိုလေးတွေဩစတြေးလျသမီးတွေဩစတြေးလျသားတွေများမြင်စမ်းစေခြင်းနဲ့လို့ပြလိုက်စမ်းခြင်းနဲ့တို့ဩစတြေးလျသမီးတွေများဘလောက်ယဉ်ကျေးတယ်ဘလောက်လိမ်မာလဲဘလောက်သိမ်မွေ့ဆိုဒါမယုံဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့ဒါဒီပုံကြီးတော့အလိန်ခံနေရတယ်ဆိုတဲ့အဓိပ္ပာယ်ပါနေတယ်
အဲ့လိုဘယုတ်ဒုက္ခဝတ်တဲ့ထဲမှာတို့အော်စီယာသမီးတွေပါသေးလားမှန်တာလင်ကြစမ်းပါကွယ်နော်ဟိုမှာကြည့်တကယ်ကိုဟာတောဆန်းတော့အုံလုံးမောင်တဲ့တောဆန်းတော့ဘာလဲဟုတ်တယ်တောဆန်းတော့အုံလုံးမောင်တယ်ဘုန်းကြီးပြောပြီးနေတူတယ်ဟမ်တောဆန်းပြေဆိုတဲ့အခါကျတော့တောများဟိုမတက်လည်းမတက်ဘူးပြောလဲပြောခြင်းနဲ့အမေပြောအမေစုပြောသလိုပေါ့ဗမာဆိုလဲဗမာလိုပြအောင်ပြောရှမ်းဆိုလဲရှမ်းလိုပြအောင်ပြောအင်္ဂလိပ်ဆိုလဲအင်္ဂလိပ်လိုပြအောင်ပြောဟုတ်မလားဟေရှမ်းလိုဗမာလိုအင်္ဂလိပ်လိုဟိုရောဒီရောမလုံးနဲ့အဲ့ဒါအမေကပြောတယ်တခါကြည့်ရတာဘုန်းကြီးတို့နိုင်ငံမှာလူငယ်ရေးဟာတခါတည်းတွေ့ဆုံပွဲကြီးလုပ်ကြလုပ်တဲ့အခါကျတော့တိုင်းသူတိုင်းသားတွေအစုံမဲ့ရှမ်းကချင်ကရင်မွန်ရခိုင်အစားရှိတဲ့မြန်မာအကုန်လုံးပလောင်ရှမ်းအကုန်တွေ့ရကြတာလူငယ်လေးတွေတွေ့တော့တွေ့ဆုံပွဲလေးတွေလုပ်ကြတယ်တွေ့တော့လူငယ်ချင်းရဲ့ယဉ်ကျေးမှုတွေဖလှယ်ကြတယ်အတွေ့အကြုံလုပ်ငန်းသဘောတရားတွေပြောကြတယ်လူငယ်တွေပညာတွေဆွေးနွေးကြတယ်အဲ့ဒီပွဲတော့လုပ်ကြတာလောက်ကြတဲ့အခါကျတော့လူငယ်တွေတွေ့ဆုံတာမနေ့ကျတော့ဧည့်သည်တော်တွေပါပြန်ကြတော့မယ်ဆိုတော့ညကျတော့လူငယ်တွေပြောပမနဲ့ပြန်မဲ့ဧည့်သည်တော်များတောင်ပေါ်ဒေသတွေဆိုတော့သွားရေးလာရေးခက်တော့မနေ့ပြန်လို့ရှိရင်လမ်းစားရအောင်စားကြတော့ကောင်းချင်းဒုံတို့အကျော်တို့လောက်ကြမှာပေါ့အဲ့ဒီမှာကောင်းချင်းဆန်နေစေးကြတာစေးကြတော့လူငယ်တွေတဘာဝနဲ့ပြောပနဲ့စေးကြတော့ကောင်းချင်းဆန်တွေမှာစေးနေဟိုလက်ကင်နေရှိမှာပေါ့လေဒါနဲ့ဟိုကတိုင်းရင်သူလေးကသူကလူငယ်တဘာဝစကားကိုပြောသေးချင်တာပြောသေးကျွန်တော်ဘုန်းကြီးတို့ကျောင်းကပါသွားတဲ့ကျောင်းသားက9ယောက်ပါသွားတယ်မြန်မာကောင်လေး9ယောက်ပါသွားလက်အားတွေဘာမှပြောတတ်ဘူးဒလမန်းတင်ပေးလိုက်တာပေါ့နော်ဘာမှမပြောတတ်ဘူးအဲ့ဒါဟိုကပြောသေးချင်းဒီကမပြောဟိုကပြောသေးချင်းဒီကမပြောတတ်မပြောတတ်တဲ့အခါကျမနဲ့ကြတော့တခါသူများပြန်တော့မယ်အကုန်လုံး6နိုင်ခွဲ9နိုင်လောက်ဆိုတော့ကြော်ဖို့အိတ်တွေပိုးနေပြီဟိုကောင်မလေးကပြောစေချင်တာကိုဒီဘက်ကကိုရွှေဗမာကမပြောသေးဘူးမပြောတော့ကောင်မလေးကတခါလဲစိတ်ချင်တယ်ဟေးဗမာအကိုဟေးမမအကိုနင်မပြောငါပြောတယ် I love you နင်မပြောငါပြောပါတဲ့ I love you တော့ I love you တဲ့အဲ့ဒါမျိုးပါဆိုတာတင်နေကြနော်တို့အခုအော်စီမလဲ I love you တင်နေမှာမဟုတ်ဘူးနော်ဟဲ့လားဟိုမရောက်ဒီမရောက်ဒါကြောင့်တောဆန်းတော့ဘာမောက်တယ်လဲအိုးလုံးမောက်တာတဲ့နှက်ခမ်းနီဆွဲထားတာများဟာထူလပိန်းကြီးတွေတောသူတွေများနှက်ခမ်းနီဆွဲတာဟာအလူအိမ်သွားတဲ့အခါကျတော့တခါတည်းဟိုဝက်သားတုံးကြည့်တော့စက်သားတုံးကြည့်တော့စားလိုက်တာအစီတွေကလည်းပြန်လို့အဲ့ဒါမှနှက်ခမ်းနီနဲ့အစီတွေနဲ့ရောပြီးတော့မှနှက်ခမ်းနီကပြန်သွားလိုက်တာအမလေးသွားတယ်ကြည့်တော့လှတယ်တို့ကြည့်တော့ဘလူးမိုင်ကြာနာတောဆန်းတော့ဗါတဲ့တော့အိုးလုံးမောက်တကယ်ချမ်းသာတဲ့လူကဘာမှသိမဝတ်တော့ဘူးသိတော့ဟန်ဆောင်ပန်ဆောင်နေမများတော့ဘူးတကယ်ချမ်းသာတဲ့အော်စီယာတကာဓမ္မတွေဆိုဘာမှမဝတ်တော့သလားဟုတ်တယ်မလားနော်ဟိုမှာကြည့်ဟိုမှာဒီတောရတယ်တို့မုံရွာတို့အစာကြီးတွေအပြည့်မလားတကယ်တောဘက်ကဘုလို့ချမ်းသာလာပြီဆိုတဲ့အခါကျသွားကြည့်လိုက်ဟာရွှေကိုလေ1ကွင်း2ကွင်း4ကွင်း5ကွင်း10ကွင်း15ကွင်း1000လောက်ရှောင်ဝတ်တယ်1000လောက်တိအောင်ဝတ်တာဟာရှိသမျှအကုန်ထုတ်ဝတ်တာဟာပြီးတဲ့အခါကျတော့စွဲကြိုးတွေများမှာ9ချက်သား10သားအမလီစွဲတက်လိုက်တာများကျိုးသွဲချသေးတော့မယ်အတိုင်းပဲမလေးဘူးလားမသိဘူးစွဲတယ်လားဟာမြတ်စွာနကတ်ဆိုလည်းပြူးထွက်တယ်ဆိုတော့အော်တောဆန်းတော့အိုလုံးမောက်ဆိုတာဒါပဲအုပ်စယူဆိုတာအဲ့ဒါပဲအုပ်စယူဒါကြောင့်မလို့ရှစ်ပညာရှိများကဆုံးမတာကရှိတာလည်းမသိစေနဲ့မရှိတာလည်းမသိစေနဲ့တဲ့ဟုတ်ပလားနော်ဒါကြောင့်မလို့ဝတ်စားတန်စာဆိုတာကမှတ်ထားကွမရှိဝမ်းစာရှိတန်းစာတဲ့ဗါတဲ့တော့မရှိဝမ်းစာရှိတန်းစာတဲ့ကိုကပြူးပြဲနေဝတ်တယ်ရောဝတ်တဲ့အခါကျတော့ဟောသူများကပွဲနေပွဲတိုင်းရှိတဲ့အခါကျမရှိတဲ့ပြလာပြီးချေးမယ်ငါမယ်အဲ့ကျတော့မချေးပါမငါပါဆိုပြဿနာတက်မယ်ချေးငါလိုက်လို့ဟိုကနေမတော်တော်လွတ်ပြန်တော့လဲဒုက္ခရောက်အောင်မယ်ဒီကြားတဲ့ကဒီရွှေငွေရတနာကြည့်လိုက်ပါလားဟိုတို့မြန်မာနိုင်ငံမှာရှိခဲ့ဘူးပါတယ်9မိုင်မှလားမသိဘူး9မိုင်မှလားမသိတခါမိုးကုတ်ကသူ့ရဲ့အခြေခံကမိုးကုတ်ကသူကပလဲတွေပါတယ်အများကြီးပိုင်ဆိုင်တာပလဲတွေစိန်တွေရွှေကြောက်တွေအများကြီးပိုင်တာအဲ့တော့တစင်စားတော့ one set သွားငှားပေးတာအဲ့ဒိဗယ်မျိုးရှိတယ်ဒါပေမဲ့သူ့အစင်လေးနဲ့သူတော့ငှားပေးတာပေါ့နော်တခါတော့ပွဲကြီးမမှာတော်တော်ကိုအထက်တန်းကြပုံရပါတယ်အဲ့ဒီပွဲကြီးကအဲ့ဒီအထက်တန်းကြလိုက်တဲ့အလမနာပွဲကြီးတွေမှာသူပလဲတွေကောစိန်တွေကောပြီးတဲ့အခါကျတော့ဒီကြောက်မြရတဲ့နာတွေအဆုံဖြတ်ဒါစိန်မလို့တော့ခေါ်ရလောက်အောင်ပေါ့နော်စိန်တွေအများကြီးဆင်ပေးလိုက်တာဟောအဲ့ဒီစိန်တွေကိုဟိုပြန်မပေးကျင်တော့ဘာဖြစ်လာလဲဆိုတော့နောက်ဆုံးတော့မိသားစုလိုက်အလောက်ကြံခံလိုက်ရတာဒီကနေ့အထိအဲ့ဒီအမှုရမပေါ်ဘူးဒီကနေ့အထိအဲ့ဒီအမှုကြီးကမပေါ်ဘူးဟုတ်လား
ဒါကြောင့်တစ်ခါလေစဉ်းစားကြည့်တယ်ရွှေသမင်ဘက်ကထွက်အမေဒါပြည့်တို့အားလုံးမိဘညီကိုမောင်နှမဆွေတော်မျိုးတော်များကမှတ်တာအမှုတစ်ခုဖြစ်လိုက်လို့တာမန်အယတအမှုဆိုတာဒိုင်းဆိုချက်ချင်းပေါ်တယ်ဟုတ်ပလားနော်မှတ်ထားမြန်မာပြည်ရဲ့စုံတောက်ခါလေနိုင်ငံခြားစုံတောက်တွေလောက်ကတော့ပြင်းသေးတယ်တကယ်လိုက်ရင်တကယ်မိတယ်ဟုတ်ပလားရေအကြောင်းအမျိုးမျိုးကြောင့်မလို့မပေါ်တာကတော့ဘုန်းကြီးလည်းမသိဘူးပေါ့လေဒါမျိုးတွေလည်းလောကမှာမရှိလားရှိသလားရေဒါကြောင့်မလို့မှတ်ထားကွငပြောပင်ဟာငပြောသည်ကြောင့်သေဝါပင်ဟာဝါသည်ကြောင့်သေလူတွေကကိုရှာထားတဲ့ပစ္စည်းဥစ္စာမသုံးတတ်မဆွဲတတ်လို့အလကားနေသေသွားတာအများကြီးဟမ်ဒီရွှေလိုချင်လို့အသက်လိုက်ငွေလိုချင်လို့တပ်ပလိုက်တခါလေကလေးငငယ်လေးတွေရွှေစင်ငွေစင်ကလေးကရွှေမှန်းလည်းမသိငွေမှန်းလည်းမသိဘူးအဲကြောင့်ဒီကလေးကိုဒီရွှေတွေငွေတွေစင်ပေးထားတဲ့အခါကျတော့ဟိုလိုချင်တဲ့လောဘရမဲ့တက်လာတဲ့ပုဂ္ဂိုလ်ကအဲ့ဒီရွှေကိုအကြောင်းပြငွေကိုအကြောင်းပြုတော့မှကလေးကိုခေါ်သွားပြီးတော့မှဒီရွှေငွေလိုချင်တော့ဘာလုပ်ပလိုက်တော့သတ်ပြစ်တာပေါ့ဒီကလေးတေရတာအဲ့ဒီအဖေအမေအသုံးမချလို့မစင်တဲ့နာလို့သွားစင်လိုက်လို့နောက်မှတ်ထားဘယ်တော့မှမစင်တဲ့ကလေးကိုဟောကလေးဆိုရွှေမှန်းလည်းမသိဘူးငွေမှန်းလည်းမသိဘူးအမေဘေကလှချင်ပချင်လို့ဆိုတာစင်ပေးလိုက်တာလေဟုတ်မလားဟင်ဒါကြောင့်အမြဲတမ်းဒါတွေကသတိထားစရာတို့မြန်မာပြည်မှာအမေမိဘတွေတော်တော်သတိထားစရာအချက်တက်ကလေဖြူစင်တဲ့ကလေးတွေရဲ့နှလုံးသားကိုမိဘတွေကိုယ်တိုင်ကရှေ့ဆောင်လမ်းပြလို့တော့ဖြက်စီးပစ်တာလည်းရှိသေးတယ်ဘာလို့ဟိုးမူဂျိုတွေသွားသူငယ်တန်းသွားတက်ကလေများအမလေးဘုန်းကြီးတို့ဒီကြောင်းဖွင့်တဲ့ရက်ကြောင်းဖွင့်တဲ့ဂျွန်တရက်ပေါ့ဗျာကလေးတွေကြောင်းအပ်ပြီပေါ့နော်ဘုန်းကြီးတို့ဒီမေ28 29 30ပြီးတော့ဂျွန်တရက်2ရက်ဂျွန်6ရက်နဲ့လောက်ဆိုလို့ရှိရင်ဒါဂျွန်1ရက်နေ့ဆိုကျောင်းသားတွေအပ်ပြီးလက်ခံပြီးအဲ့ဒီအချိန်ဘုန်းကြီးကလည်းရန်ကုန်မှာရောက်နေတရားပွဲတွေနဲ့ဒီလာကန်ဒီလေးမှာပေါ့နော်ဒီဥရောပယူရိုအပါဝင်ဒီဩစတြေးလျနိုင်ငံမှာတာသနာပြုဖို့ထက်ကန်ဒီစက်စက်လေးမှာရန်ကုန်မှာ6ရက်တရားပွဲပေးထားတာအဲ့ဒီမှာတရားဟောနေဒီတရားဟောမဲ့ဌာနနဲ့ဘုန်းကြီးစွန်းစားပင်တော့သွားတာအဲ့ဒီမှာအမလီသူငရန်ကျောင်းသားကိုကျောင်းအပ်တာတဲ့အဖေရောအမေရောအဖိုးရောအဖွားရောဦးကြီးရောဦးလေးရောဒေါ်ကြီးရောဒေါ်လေးရောအကိုရောအမကောတမိသားဆိုလုံးအမလက်ဒီပလိုမာဘွဲ့သွားယူမှာကြာနာပဲဒီကလေးတယောက်တည်းကျောင်းသွားအပ်တာနော်ကလေးကဒီလောက်မဟုတ်ဘူးဟမ်ကဲရွှေကြီးကတော်တော်ကြီးတော်ကကဲကလေးကဘာမှမဟုတ်ဘူးလူကြီးတွေလိုက်ဖြက်စီးနေကြတာပြီးတဲ့အခါကျတော့ဂျိုင်ကြီးဂျိုင်ငယ်ဖျားတွေခင်းပြီးတော့မှဟာတကားတော့ကျွေးကြမို့ကြလာမကျွေးနိုင်တဲ့ကလေးကမျက်နှာကိုငယ်လို့ဟိုကျွေးနိုင်တဲ့ကလေးကစောင်းကြွားနဲ့ဖြစ်လာရောပြီးတဲ့ကငါတို့စားတယ်ငါတို့ပပပါတော့ငါတို့မမပါတော့အမေအကုန်ဖြစ်ကုန်ရောဒီနုညံ့နေတဲ့ကလေးတွေရဲ့နှလုံးသားတွေကိုပတ်ဝန်းကျင်လောကကြီးနဲ့စန့်ကျင်မဲ့ဖြစ်နေအလွန်မနာဆိုးသွားမိုက်မဲလှစွာသောတဏမာနဒိဋ္ဌိစရိုက်တွေကိုဒီအဖေအမေတွေတင်ပေးလိုက်တာသားသမီးချင်းကိုချင်းမစားဘူးဟဲ့ကိုသားသမီးကိုကျွတ်တာဘသူကယူဆိုင်မှလဲဘသူမှကယူမဆိုင်နဲ့ဒဲအိုးကယူဆိုင်တချို့မိမတွေဟာလွန်ကဲလုပ်တယ်သားသမီးချင်းကိုချင်းမစားဘူးအော်ငါဒီလိုငါသားလုပ်ပေးတာအရေးမကြီးဘူးကျန်တဲ့ငါသားနဲ့ဒန်းတူရွယ်တူသားလေးတွေသမီးလေးတွေမျက်နှာငယ်ရှာမှာပါလားအားငယ်ရှာမှာပါလားသူတို့စိတ်မကူသူတို့တမတွေးဘူးသူတို့လှုပ်ချင်တာတခုပဲသိတယ်ဒါကြောင့်မြန်မာနိုင်ငံဒီမိုကရေစီစစ်မှန်ပေးရမှာတခါလေဘုန်းကြီးစောနေသေးသလားတော့အောင်မရတယ်ဘာလို့စိတ်နေစိတ်ဓာတ်နဲ့ဇရိုက်ကမကိုက်သေးဘူးဒီမိုကရေစီ professional မဆန်သေးဘူး international နှလုံးသားမရှိသေးဘူးသူတို့မှာဘာအကြောင်းအရာတခုအစည်းအဝေးတခုလုပ်လိုက်တယ်ငါတင်ပြတာကိုလက်ခံမှငါတင်ပြတာကိုလက်မခံနိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီကန့်ကွက်တဲ့ပုံကိုတစ်သက်လုံးစကားမပြောတော့ဘူးဒီမိုကရေစီနှလုံးသား professional အဲ့လိုမလုပ်အောင်ကိုတင်ပြတဲ့အချက်တွေကိုလက်ခံခြင်းလဲလက်ခံမဲ့ပယ်ခြင်းလဲပယ်မယ်ဟုတ်မလားတင်ပြရမှာကကိုအလုပ်လက်ခံတာလက်မခံတာပယ်တာမပယ်တာကအားလုံးနဲ့သက်ဆိုင်တဲ့ကိစ္စဟုတ်ပလားဘလောက်ပဲကောင်းပါတဲ့တင်ပယ်ခြင်းလဲပယ်မှာပဲမကောင်းတာတင်ပြလို့လက်ခံခြင်းလဲလက်ခံနေအောင်ပါပဲဒါဒီမိုကရေစီရဲ့ဆန်ဆိုတာဒါပဲအများနဲ့ဆုံးဖြတ်တဲ့ကိစ္စဟုတ်ကဲ့လားအဲ့ဒါကိုနားမလဲပဲနဲ့အစည်းအဝေးဆိုရင်နှောင်ကျုံပလေးပြီအစည်းအဝေးဆိုနှောင်ကျုံပလေးပြီဒါကြောင့်ပြောတာခရိယန်3ယောက်ပေါင်းရင်ချက်တစ်ခုဖြစ်တယ်ဗလီဒီအစ္စလမ်3ယောက်ပေါင်းရင်ဗလီတစ်လုံးဖြစ်တယ်မြန်မာ3ယောက်ပေါင်းရင်ယံဖြစ်တယ်ဖြစ်တာပဲဖြစ်တာပဲအရေးချင်းအဲ့လောက်กว่าလားနော်ဟိုကတော့ချက်ဖြစ်တယ်ဗလီဖြစ်တယ်တို့ကဘာဖြစ်တော့ယံဖြစ်တယ်3ယောက်ပေါင်းရင်ရံဖြစ်တယ်5ယောက်ပေါင်းတော့တတ်တော့မှာလားစဉ်းစားဒါကြောင့်မလို့တို့အများကြီးတို့မြန်မာနိုင်ငံမှာဒီ professional ဆန်နဲ့တကယ်အတိုက်ခံဆိုတာကတော့ဒီမိုကရေစီကစံနှုံးမဲ့အဲ့ဒီအတိုက်ခံပေါ်မှာနားလည်အောင်သဘောပေါက်အောင်စိတ်ရှည်ဇွဲတန်ပြီးလောကကြီးအတွက်အနစ်နာအလွတ်လုပ်ဖို့ကတော့အရေးမကြီးလားကြီးလားဒါအများကြီးလိုသေးတယ်ကဲကောင်းပြီဘုန်းကြီးဘာကိုပြောနေလဲလို့မင်းတော့လောဘဖြစ်လာရင်လည်းပဲပူလောင်တာပဲဟ
ဟုတ်လားလောမပြစ်လာပြီဆိုလို့ရှိရင်လည်းတခါတည်းကိုသားသမီးကိုမကိုတခါတည်းငါသားသမီးလာမထီးနဲ့ဓာကြည့်ငါမရလာမထီးနဲ့ဓာကြည့်ဟုတ်လားငါခင်မို့လာမကြည့်နဲ့ဓာကြည့်စသည်အပြင်ကဲဒီလိုနဲ့ပဲသားသမီးအကြောင်းမျိုးတတ်ကြဇနီးမယားအကြောင်းမျိုးတတ်ကြချစ်သူအကြောင်းမျိုးတတ်ကြအမလေးအမျိုးမျိုးမရှိလားရှိလားတခါလေးပတ်စံတမတ်ထဲနဲ့တတ်လို့တတ်တစ်ချက်ထဲနဲ့တတ်လို့တတ်ငါးချက်ထဲနဲ့တတ်လို့တတ်30ထဲနဲ့တတ်လို့တတ်ဖဲဝိုင်းပါလေအရက်မှုနဲ့ထအတန်နဲ့အကျွေးမပေးလို့ဒါတွေဘုန်းကြီးတို့ဂျာနယ်ထဲမှာခဏခဏပါတာအော်လို့မစုံပတ်စံ50ချီတာမရလို့တဲ့ချီတာတဲ့ပတ်စံ100ပြန်တောင်းတာမပေးလို့တဲ့ဟာဓာတ်နဲ့ထားတို့ပစိန်နဲ့ထားကုန်တခြားကြောင့်လားလောဘကြောင့်လားလောဘကနေဒေါသကိုကူးဆက်သွားတယ်အဲ့တော့သူတော်ကောင်းတို့ဘုန်းကြီးမေးချင်တာကဒေါသဖြစ်ဘူးသလားလို့အဲ့တော့ဒေါသဖြစ်လို့ရှိရင်နေရထိုင်တာငြိမ်းအေးသလားပူလောင်သလားအဲ့ဒေါသလေးကပေါ်ရင်မှာပေါ်မနှောမှာပေါ်မနှောဆိုဟာရယဝတ္ထုဟာရယဝတ္ထုသွေးခုံလုံးရှိတဲ့နေရာဒိတ်ကနေရှိတဲ့ဟာဒီသွေးခုံလုံးရှိတဲ့နေရာမှာဒေါသလေးကမှီဖြစ်တယ်ဝိညာတိဒွါယံစရိစမေဝါငါကတည်ငြိမ်နေတဲ့ဟာရယဝတ္ထုဟာဒေါသလေးများကိန်းသွားပြီဆိုရင်သွေးခုံနှုံးနေဘလို့နေတော့ဟုတ်တယ်ဗျာသွေးခုံနှုံးဘလို့လဲတော့ဒါကိုယ်တိုင်ခံစားဘူးမှနိဗ္ဗာန်အကြောင်းဟောလို့ရမှာမလို့ဟုတ်မလားနိဗ္ဗာန်ကိုစာအုပ်နဲ့သွားကြည့်ဟောနေလို့ကတော့မှတ်တမ်းပဲဒါတော့သဘောမပေါက်နိုင်ဘူးမှတ်တမ်းအပြင်ကြံကမယ်သဘောမပေါက်ဘူးဒါပြင်နိဗ္ဗာန်ကိုတကယ်နားလည်ခြင်းခန္ဓာပေါ်ဘာရောက်မှလဲအခုဘုန်းကြီးပြောနေတာကလေခန္ဓာပေါ်ဘာရောက်အောင်ပြောနာလဲဒါကြောင့်ဒေါသဖြစ်ဘူးသလားဒေါသလေးပေါ်ရင်ပမာပေါ်မနှောဆိုတာဘယ်နေရာလဲသွေးခုံနှုံးရှိတဲ့နေရာဘယ်နေရာလဲသွေးခုံနှုံးရှိတဲ့နေရာဒါမနှောဆိုတာဟာရယဝတ္ထုလို့လည်းခေါ်တယ်ဟုတ်ပလားမနှောဆိုတာနားမလဲပါဘူးဆိုမှဟာရယဝတ္ထုဆိုတာပို့ဆိုးနေဟုတ်လားအကန့်နွားနို့အကန့်ကိုမေးလိုက်တယ်လို့ပဲနွားနို့မွေးတဲ့ကမ်းပါလဲဆိုမှနွားနို့ဘာအယောင်ကန့်ပဲသိမလို့မြတ်အဲ့တော့နွားနို့ဆိုတာဘယ်လိုဟာမျိုးလေးဆိုနွားနို့ဆိုတာကွဲဖြူဖြူလေးဆိုတာဖြူဖြူလေးဆိုတာဘာတော့နဲ့ဟိုကမေးတာဖြူဖြူလေးဆိုတာကွာတဲ့ဗျိုင်းလိုပဲတဲ့ပိုးဆိုးလာသူကဟိုကမ်းပါလဲဆိုမှဗျိုင်းဆိုဗျိုင်းဆိုတာဘယ်လိုမျိုးလဲဗျိုင်းဆိုတာကွာတဲ့လေဘင်းကကောက်ကလေးနဲ့ကွာတဲ့နွားနို့ဆိုတာကောက်ကလေးပါလားတဲ့နွားနို့ဆိုတာဘာလဲလဲခိုင်အဲ့လိုပဲအခုအဲ့လိုဖြစ်နေမယ်အခုလည်းပဲမနှောဆိုတာနားမလဲလို့ဟာရယဝတ္ထုလို့ပြောတယ်ဟာရယဝတ္ထုကြတော့လည်းနားမလဲပြန်ဘူးဒါကြောင့်မလို့ခန္ဓာညာပြောတယ်သွေးခုံနှုံးရှိတဲ့နေရာဘယ်နေရာလဲအဲ့ဒါမှဟာရယဝတ္ထုဓမ္မမှာဒိတ်ကနေသွေးခုံနှုံးရှိတဲ့နေရာမှာမှီပြီးတော့မှဒေါသကဖြစ်ရတယ်လောဘကဖြစ်ရတယ်မောဟဖြစ်တဲ့မာနတဏအိတ်တမစ္စရိယကိလေသာမှန်သမျှကိလေသာစိတ်စိတ်မှန်သမျှပေါ်ရင်ပမာပေါ်လဲမနှောမှာပေါ်တယ်အဲ့မနှောဟာရယဝတ္ထုသွေးခုံနှုံးရှိတဲ့နေရာမှာပေါ်တော့ဒေါသလေးပေါ်လာရင်သွေးခုံနှုံးလေးကဘယ်လိုနေတော့မြန်တယ်ပြီးတော့ရိုက်ချက်ကပြင်းတယ်အရင်လိုမဟုတ်တော့ဘူးရိုက်ချက်ကထင်းထင်းရှားရှားပေါ်လာတယ်ပေါ့နော်ရိုက်ချက်ကပြင်းလဲပြင်းတယ်မြန်လဲမြန်တယ်ဒီပြင်တော့ကာယကံဝစီကံကလည်းဘာဖြစ်လာလဲကြမ်းလာတယ်ဝိညာတိဒွါယံစရိစမေဝဝိညာတိဒွါယံနှစ်ပါးသောဝိညာတိကာယဝိညာဝစီဝိညာကာယကံဝစီကံနှစ်ပါးတို့သည်တဲ့စိတ္တမေဝစိတ်ချောင်းဖြစ်တာတဲ့ဘာကြောင့်ဖြစ်တာလဲမေတ္တာစိတ်လေးဝင်နေကြရင်အဖေတို့မေတို့သားတို့သမီးတို့ဖုံဖုံတို့ရဲ့ကာယကံဝစီကံကနုညံ့မယ်ဒေါသစိတ်ကလေးဝင်နေကြလိုက်ရင်ကာယကံဝစီကံမနောကံကဘာဖြစ်မလို့ကြမ်းတမ်းမယ်ဒါဖြင့်နုညံ့ရတာကြမ်းတမ်းရတာဘသူကြောင့်လဲမေးရင်စိတ်ကြောင့်ဘသူကြောင့်လဲပြန်ပြောဘသူကြောင့်လဲဒါကြောင့်ဒေါသကလေးပေါ်လာပြီဖျားဆိုပေါ်တယ်ပေါ်တော့ထုံးစံအတိုင်းဒေါတုပါဒံဥပါဒံဆွဲလန်းလာတာမပြောရမနေနိုင်မဆဲရမနေနိုင်ပြန်မတွေ့ရမနေနိုင်ဟုတ်ပလားမျက်စောင်းမထိုးရမနေနိုင်နှကမ်းမထော်ရမနေနိုင်ဘက်ကနဲ့ပြန်မပြောရမနေနိုင်ဖြစ်လာတာဘယ်သူတော့ဥပါဒံထိကနဲ့ဆိုဘက်ကနဲ့ပြောပြလိုက်တာကဘာတော့ကံရိုက်ပြလိုက်တာလဲတွေ့ပြလိုက်တာလဲဒါနဲ့ထိုးလိုက်တာလဲဟောဒေါတုပါဒံဒေါသဥစ္စာတဲ့ကံထုံးစံအတိုင်းဒီတိုင်းသွားနေတာပဲဟုတ်မလားဓာတ်နဲ့ထိုးတဲ့အဆင့်ဒီမရောက်ရင်တော့မှမျက်စောင်းထိုးတဲ့အဆင့်တော့ရောက်သွားတယ်ဟုတ်လားပြိုးကနေပြက်ကနေပြောလိုက်တဲ့အဆင့်ကတော့ရောက်သွားသေးတာပဲဒေါတုပါဒံဒေါသဥစ္စာတဲ့ကံနေဒါထုံးစံနဲ့သွားနေတာနော်ဟောနောက်တော့ဆရာသမားစီကနေတော့နိနာနေတဲ့လေးရဖះရှိကိုတော်မြတ်ကြီးရဲ့အလိုတော်ကြဖះကပြောတယ်တာဒေါသစိတ်တံဝါတာဒေါသစိတ်တံတိပဇာနာတိဒေါသစိတ်ကလေးပေါ်လာအော်ဒါဒေါသစိတ်ကလေးပါလားလို့သိပေးလိုက်ဘာစိတ်လို့သိရမလဲဟုတ်ပြီဒေါသစိတ်လို့သိလိုက်ပြန်ပြောမယ်နော်ဒေါသစိတ်ကလေးပေါ်ရင်လည်းဘာမှပေါ်လဲမနှောမှပေါ်
တိတဲ့စိတ်ကလေးပေါ်ရင်လည်းမပေါ်ဟုတ်တယ်ဒေါသစိတ်ကလေးပေါ်ရင်လည်းတိတဲ့စိတ်ကလေးပေါ်ရင်လည်းဒေါသစိတ်ကလေးပေါ်ရင်လည်းတိတဲ့စိတ်ကလေးပေါ်ရင်လည်းဒါမနှောမှာပဲပေါ်တာနော်ပေါ်တဲ့အခါကျတော့ဧကံစိတ်တံတမာယုတံတဲ့ဟိုနိဗ္ဗာန်အကြောင်းနားလည်ဖို့ပြောတာမို့လို့နည်းနည်းလေးအာရုံတော့နည်းနည်းလေးစိုက်ပေးလိုက်ဟုတ်တယ်နော်ဧကံစိတ်တံတမာယုတံဘုန်းကြီးတို့ပါဠိတော်မပြောရင်လည်းပဲအထောက်ထားမရှိတဲ့ခါကျတော့ရမ်းပြောမှန်းပြောအကန့်ပြောတွေဖြစ်မှာဆိုတဲ့ဒီလိုအထင်မြင်လွဲသွားမှာဆိုတဲ့အတွက်ဘုန်းတို့ဒီတရားတပွဲတည်းတင်ကြည့်ပြီးတော့ဟောလို့မရပါဘူးအဲ့တော့ရှစ်ပညာရှိသူတော်ကောင်းကြီးတွေယနေ့လက်ရှိပရိယပရိပတ်အကျော်မော်ကျေးဇူးရှင်ပညာရှိသူတော်ကောင်းကြီးတွေကိုယိုတည်သောအဖြစ်လေးစားသောအဖြစ်ပရိယတ်တိကိုပူဇော်သောအဖြစ်တရားဓမ္မတွေနားမလည်ပေမဲ့ဘုန်းကြီးပါဠိလေးတွေရွတ်မိတာကိုလည်းပဲအားလုံးကနားလည်မှုနဲ့သိခံခွင့်လွှတ်ပေးပါလို့ပဲလေးစားစွာတိုက်တွန်းတယ်လို့မှတ်ရမယ်နော်အဲ့တော့ဧကံစိတ်တံတမာယုတံနဲ့ဧကံတပါးသောစိတ်တံစိတ်တည်တမာယုတံကောင်းစွာဖြစ်ပေါ်၏မြန်မာလိုပြောရင်အမေတို့အဖေတို့ဖုံဖုံတို့ရဟာရယဝတ္ထုထဲမှာပဲဖြစ်ဖြစ်တဏှာထဲမှာပဲဖြစ်ဖြစ်စိတ်နှစ်ခုပြိုင်ပေါ်ရုပ်ထုံးစံမရှိဘူးဥမာဆိုကြပါစို့အဖေတို့မေတို့အခုတရားနာနေတဲ့သားတို့တို့ညီကောင်မနှမတွေတရားနာတယ်မရှူမရှိုက်ပဲတရားနာရလားရှူရှိုင်းနေလားကဲရှူနေတဲ့အချိန်မှာဘာစိတ်တော့ရှူစိတ်ရှိုင်းနေတဲ့အချိန်မှာဘာစိတ်တော့အဲ့တော့ရှူစိတ်နဲ့ရှိုက်စိတ်ကပေါ်ရင်ပမာပေါ်လဲနှာခေါင်းမှာပေါ်တယ်ပေါ်ရင်ပမာပေါ်လဲဟဲ့ပြန်ပြောပေါ်ရင်ပမာပေါ်ဒါနဲ့နှာခေါင်းမှာပေါ်တော့ရှူနေတဲ့အချိန်မှာဘာစိတ်တော့ရှိုင်းနေတဲ့အချိန်မှာမေးရအောင်မယ်ရှူစိတ်နဲ့ရှိုက်စိတ်ဟာလေပြိုင်ပေါ်သလားဒါဖြင့်ရှူနေတဲ့အချိန်မှာဘာစိတ်တော့အဲ့တော့ရှူနေတဲ့အချိန်မှာရှူစိတ်ကလေးပဲရှိနေတဲ့အချိန်ရှိုက်စိတ်ရှိမရှိဟုတ်တာပေါ့ရှူနေတဲ့အချိန်မှာဘာစိတ်တော့ရှိုက်နေတဲ့အချိန်မှာတစိတ်ပြီးမှရှူစိတ်ပြီးမှရှိုက်စိတ်ပြီးမှရှူစိတ်ပြီးမှရှိုက်စိတ်ပြီးမှတစိတ်ပြီးမှတစိတ်ပြီးမှဘာကြောင့်လဲဆိုတော့ရှူစိတ်ကလည်းနှာခေါင်းမှာပေါ်တယ်ရှိုက်စိတ်ကလည်းနှာခေါင်းမှာပေါ်တစိတ်ပြီးမှတစိတ်နှစ်စိတ်ပြိုင်ပေါ်ရုပ်ထုံးစံသဘောကျလားအဲ့ဒါတဏှာထဲမှာနှစ်စိတ်ပြိုင်ပေါ်ရုပ်ထုံးစံမရှိဘူးဆိုအဲ့ဒါပြောတာဥမာရားတဲ့စိတ်နဲ့တက်တာတဲ့စိတ်ပြိုင်ပေါ်ရုပ်ထုံးစံရားနေတဲ့အချိန်မှာရားစိတ်ကလေးတက်တာသွားတော့တက်တာတဲ့စိတ်ကလေးဝေဒနာနဲ့ပြောရင်ရားနေတော့ကဒုက္ခဝေဒနာတက်တာသွားတော့ဒုက္ခဝေဒနာဒီတဏှာထဲမှာဒုက္ခဝေဒနာဒုက္ခဝေဒနာပြိုင်ပေါ်ရုပ်ထုံးစံဒုက္ခဝေဒနာပေါ်နေတဲ့အချိန်မှာဒုက္ခဝေဒနာမပေါ်ဘူးတော့တက်တာသွားလို့ဒုက္ခဝေဒနာအစားထိုးတဲ့အချိန်မှာဒုက္ခဝေဒနာလည်းမရှိပါဘူးတစိတ်ပြီးတဝေဒနာပြီးဒါဖြင့်ဌာနတစ်ခုတည်းမှာစိတ်နှစ်ခုပြိုင်ပေါ်ရုပ်ထုံးစံရှင်းပြီနော်ဌာနချင်းမတူရင်တော့ပြိုင်ပေါ်ခြင်းပေါ်မယ်ရှင်းမလားလက်မောင်းမှာလည်းရတာပေါ်မယ်ပေါင်မှာလည်းပဲရတာပေါ်မယ်ဘာဖြစ်လို့ပေါ်ရဌာနချင်းမတူလို့ရှင်းမလားအားလုံးသဘောကျရလားကဲဒါကြောင့်မလို့မကြားစိတ်ကလေးဆိုလဲနားမှာပဲပေါ်တာမို့လို့ဒီနေရာပေါ်ဒီနေရာပဲပြက်ဒီနေရာမချုပ်သေးပဲနောက်တစ်ခုအစားတို့ထုံးစံတစိတ်ပြီးဒါပြည့်ရင်ဒေါသစိတ်ကလေးပေါ်ရင်ပမာပေါ်လဲလာပြီဒေါသစိတ်ကလေးပေါ်ရင်ပမာပေါ်အဲ့တော့ဘုရားရှင်ကတာဒေါသစိတ်တံဝါတာဒေါသစိတ်တံဒီပဇာနာတိမင်းတို့ဒါဒေါသစိတ်ကလေးပါလားလို့တီးပေးလိုက်ပါကွာတဲ့တီးတဲ့စိတ်ကလည်းပေါ်ရင်ပမာပေါ်လဲဟုတ်တယ်ဒေါသစိတ်ကလေးပေါ်ရင်ပမာပေါ်ဒေါသစိတ်ပါလားလို့တီးတဲ့စိတ်ကလေးပေါ်ရင်ကပမာပေါ်ဒါဖြင့်ဒေါသစိတ်နဲ့တီးတဲ့စိတ်ဟာဌာနတစ်ခုတည်းမှာမနှောအိမ်ဌာနတစ်ခုတည်းမှာအခုလိုပြိုင်ပေါ်ရုပ်ထုံးစံမရှိဘူးနော်တခြားမသားဒါနိဗ္ဗာန်ကိုပြောနေပြီပစ္စုပန်နိဗ္ဗာန်ခဏတဲ့တဲ့တို့တစ်သက်လုံးပြောနေတဲ့နိဗ္ဗာန်ဘာလဲဆိုတာကိုပြောမလို့ဟုတ်ပြီနော်ကောင်းပြီအဲ့တော့ဒေါသလေးနဲ့တီးတဲ့စိတ်ကပြိုင်ပေါ်ရုပ်ထုံးစံဒါဖြင့်တို့ကဖျားဆိုရင်ဆုံးဒေါသလေးပေါ်သွားပေါ့နော်ဒေါသလေးပေါ်သွားဒေါသလေးပါလားလို့တီးလိုက်တဲ့အချိန်မှာတီးတဲ့စိတ်ပဲရှိတော့တယ်ခုနကဒေါသစိတ်ကလေးမရှိတော့ဘူးသူ့နေရာဘယ်သူအစားထိုးနေပြီလို့ဘယ်သူစားထိုးရလဲအဲ့တော့တိတ်စိတ်ကလေးဆိုတာတခြားလားညံစိတ်ကလေးလားဒါပေမဲ့ဒေါသလေးကပေါ်တော့လဲပမာပေါ်လဲချုပ်တော့လဲပမာချုပ်ပေါ်တော့လဲပမာပေါ်ချုပ်တော့လဲပမာချုပ်အဲ့တော့ဒီဒေါသလေးကခန္ဓာအိမ်ပြင်ပကိုထွက်သွားပြီးတော့မျက်နှာချက်မှာကတ်နာလားချမ်းကင်းမှာကတ်နာလားဘေဘီဝဲရမှာဝေးနာလားဝေးနေသလားဒါဖြင့်ဒီနေရာပေါ်ချုပ်ဒီနေရာပေါ်အဉ္ဉံဥပ္ပစ္စတိစိတ်တအဉ္ဉံစိတ်တနိရောဓတိတဲ့ဒီနေရာမှာတပါဖြစ်တော့ကလည်းဒီနေရာမှာဖြစ်တာပဲတဲ့ချုပ်တော့လဲဒီနေရာပဲချုပ်သွားတာပါတဲ့ဒီနေရာမှာတပါအခြားတနေရာကိုရွှေ့ပြောင်းပြီးပြတ်တယ်ချုပ်တယ်လို့ထုံးစံရွှေ့နိုင်ပြောင်းနိုင်တယ်လို့ထုံးစံဒီနေရာပေါ်အခုဘုံဘုံပြောတာသဘောပေါက်ရလား
ဒေါသလေးပေါ်ရင်ပမာပေါ်အဲ့တော့သူတော်ကောင်းတော့ဒေါသလေးပါလားလို့တိလိုက်တဲ့အချိန်မှာဒေါသလေးရှိသေးလားအဲ့ဒီအချိန်မှာဘယ်သူပဲရှိတာလဲဒေါသပါလားလို့တိတဲ့စိတ်ပဲရှိတော့တယ်ရှင်းပြီနော်အဲ့ကြတော့တို့ရှုနည်းလေးကဝိပဿနာကံကိုသွားမဲ့ရှုနေကြတော့ဒေါသစိတ်ကလေးမရှိတော့ပါလားတို့သွားတယ်နော်ဒေါသစိတ်ကလေးမရှိတော့ပါလားဒေါသစိတ်လို့သိရင်သမထမထဒေါသစိတ်လို့သိရင်မှာတော့မရှိတာလေးကိုစွန့်ပြတ်လိုက်မှသာလျှင်ဝိပဿနာမှရှုနေလေးဒေါသစိတ်ကလေးမရှိတော့ပါလားတို့သွားမှာနော်ဒေါသစိတ်ကလေးမရှိတော့ပါလားတို့သွားမှာဒေါသစိတ်လို့သိရင်သမထလောဘစိတ်လို့သိရင်သမထမောဟစိတ်လို့သိရင်ဒါပေမဲ့ခင်ဗျားတို့ဘယ်စိတ်လာတိပေးဆိုတာလောဘပေါ်လိုက်လောဘလို့တိပေးဒေါသပေါ်လိုက်ဒေါသလို့တိပေးမောဟပေါ်လိုက်မောဟလို့တိပေးဆိုတာကဘာကိုပြောတာတုံးသမထပြောတာလားဝိပဿနာကိုပြောတာလားဒါနားလေဒါကွက်ပြနားလေဒါကွက်ကိုတရားအထုတ်ပြီးသမထမှမသိဝိပဿနာမှမသိဒေါသကိုဒေါသပဲလို့မှတ်နေရင်ပါတော့သမထဘာတော့ဟဲ့သမထဒါကြောင့်မလို့ဥရိယဝေယရှုနီတမတနာရှုနီတဲ့တမ္မတနာရှုနေတာဒေါသပဲလို့မှတ်နေတာကိုတမ္မတနာရှုနေလို့ခေါ်ပါတယ်သမထယာနိကလမ်းစဉ်လို့ခေါ်ပါတယ်ဗျာရှင်းမလားဒါမောင်တုနန္ဒလို့ငမြောင်းငချောက်ကဘာဖြစ်လို့ဒီလောက်ဒီခွဲခြားဝေဖန်သိတာလဲဆိုကိုရှိကအနန္တတကင်ကျေးဇူးရှင်မောဂုတ်စရောဘုရားကြီးတို့ကပရိယပရိပတ်ထုံးလို့ချေယုံလုံးနှောက်ပြီးတော့မှပရိယတိမှာဆိုတော့ပိဋကသုံးပုံကိုမှွေနှောက်6ချာပฏิဘက်မှာလဲကိုယ်တိုင်ခန္ဓာဉာဏ်ရအောင်ကျင့်ဉာဏ်ကျုပ်ကိုအတုကလို့အသွေးတော်အသားတော်အယိုးတော်ကဘာတွေကြခဲ့တော့ဓာတ်တော်တွေကြခဲ့တာဗျဒါကြောင့်မလို့ဘုန်းကြီးတို့ကတော့ကျေးဇူးရှင်မောဂုတ်စရောဘုရားကြီးမောင်တုနန္ဒလို့ငမိုက်သားအတွက်ကတော့သူတော်ကောင်းတွေဖျားတဆူပွင့်တယ်လို့ပဲခံစားမိတယ်ကြံတဲ့လူတဘုန်းကြီးထည့်မပြောဘူးဟုတ်လားအမေတို့အဖေတို့မောဂုတ်ဆရာတော်ဘုရားမှာဖျားပေါ်မှာဘလို့ခံစားတယ်မခံစားတော့ကိုယ်ပိုင်ခံစားချက်ဘာမှပြောစရာမလိုမောင်တုနန္ဒကိုခံစားချက်အတိုင်းကိုပြောရရင်တော့မောဂုတ်ဆရာတော်ဘုရားကြီးလောကအလယ်ပေါ်ထွန်းလာတာမောင်တုနန္ဒလို့ငမိုက်သားအတွက်ကတော့ဖျားတဆူပွင့်မိတာပဲဘုရားဒီလိုကိုခံယူထားတာရှင်းလားပါဠိတော်အထက်ကရာတွေဘလောက်ရှိပြမြန်မာလိုရှင်းလင်းဟောမကြမောင်တုနန္ဒလို့ငဘိန်းကဘလို့သွားနားလဲမလဲအမေတို့လိုပညာရှိသူတော်ကောင်းဆိုရင်ဘာနဲ့ဟောနားလဲတာပေါ့ဘုန်းကြီးတို့လိုခတ်တုံသမားကြတော့မြန်မာလိုရှင်းမအောင်နားလဲတာဒီကပညာရှိသူတော်ကောင်းတွေကြတော့ပါဠိလိုပြောလဲနားမလဲလားနားလဲလားခေါ်လို့ကိုမရပါလားကတ်တက်ကြံကိုကြံခဲ့တာဒါကြောင့်လည်းတို့အားလုံးမိဘညုံမဒါမြန်မာစကားမြန်မာနာနဲ့ပြီးရင်ဒါကြောင့်မလို့ဘုံဘုံတို့ရဲ့ကျေးဇူးရှင်မင်းကွန်တိပိတကဒရဓမ္မဘာနာကာတိကမြန်မာနိုင်ငံရဲ့အာဓိကမိကတိပိတကကဘာလုံးရဲ့အာဓိကမိကတိပိတကဒရပထမဦးဆုံးတိပိတကဒရဆရာဘုရားကြီးဖြစ်တော်မူသောမင်းကွန်ဆရာဘုရားကြီးကလေမောဂုတ်ဆရာတော်ဘုရားကြီးဟာတဲ့ဖယားရှိကိုတော်မြတ်ကြီးဟောကြားခဲ့တဲ့ပါဠိတော်အထက်ကရာတီကာတွေကိုတဲ့မြန်မာလိုပြုတဲ့နေရာမှာတော့ပြိုင်ဆန်ရှားပဲတဲ့ဖယားသာရှိရင်အေတတဘွဲ့ရမှာတဲ့ဘာအေတတလဲမလို့ဘာသာပြန်အေတတဘွဲ့ရမှာတဲ့ဘာဖြစ်လို့ခန္ဓာညံရောက်အောင်ထက်ကနဲ့မိအောင်ကိုဓာတ်ရိုက်ပြောနေတာစရောကြီးဘုရားကြီးပြောသွားတဲ့မြန်မာလိုပြောတာပါဠိတော်တစ်လုံးမှမလွဲဘူးတဲ့ဒါကြောင့်မလို့မင်းကုန်းစရောဘုရားဘာဖြစ်လို့လဲဆိုဒီစကားကိုစရောဘုရားကြီးတောင်ကြီးမြို့ဗိမာန်တော်ရည်သက်ချမှာဓာတ်ရိုက်ကိုတရားဝင်ဟောသွားတယ်အဲ့ဒီတရားမဟောခင်မှာစရောကြီးကိုတချို့တကာတွေကသွားလျှောက်တယ်မောဂုတ်ဆရာတော်ကြီးရဲ့တရားတွေကတဲ့မောဂုတ်ဆရာတော်ကြီးရဲ့တရားတွေကတဲ့ပါဠိလည်းမပါဘူးတဲ့မြန်မာလူကြီးပြောနေတာပေါ့တယ်တဲ့တခါ၄-၅ယောက်ကသွားလျှောက်တော့တန်းနဲ့ဆရာတော်အေးမင်းတို့ပေါ့ရင်လာခဲ့ငါတညာလုံးပါဠိလိုဟောပေးမယ်မနေ့ကျရင်တော့မေးမှာနော်လို့ပြောတာငါပမာလို့တလုံးမှမပြောတော့ပါဠိလိုပြောမယ်တဲ့မင်းတို့လာခဲ့တဲ့အဲ့တော့ငါမင်းတို့မေးမှာနော်တဲ့ဆိုတော့အဲ့ဒီထိုင်နေဆရာတော်ကြီးက10မိနစ်2မိနစ်စာလားပါဠိလိုကြည့်သူတို့စကားပြောတာပြီးတော့ဆရာတော်မေးတယ်ကဲငါအခုဘာပြောသိလားမသိဘူးလားဟဲ့မင်းတို့ဒါဖြင့်သူတော်ကောင်းတွေဘာလို့စော်ကားရတော့နဲ့ကိုလည်းပါဠိလိုပြောလို့မတတ်ဘူးတဲ့မင်းတို့အတွက်ဟိုကပြောသွားတာတဲ့မြန်မာလိုသူလိုငါလိုဆိုရင်ပါဠိလိုကြည့်ပြောမှာပေါ့ကွာတဲ့မင်းတို့ပါဠိလိုမတတ်ဘူးဆိုတာသိလို့ဟိုကမြန်မာလိုပြောတာတဲ့မင်းတို့ဦးကြောင်မလုံးနဲ့ I love you တဲ့ကွင်းတဲ့တော့ထဲသွားတာဟိုပါဠိလိုလည်းမတတ်ဘူးမြန်မာလိုပြောတော့လည်းမကျင်တတ်ဘူးတဲ့ကဲစဉ်းစားဒီလူတွေပဲနေရာသွားသုံးမလားကန့်လန့်ဆိုင်မျိုးဘာမျိုးတော့ဟုတ်တယ်အတိရွက်ကန့်လန့်ဆိုင်မှာစားရသေးတယ်ဒီကန့်လန့်ဆိုင်ဆိုတာလူလွယ်အိတ်ဘာလဲတော့လွယ်အိတ်ကဘယ်လိုတော့ဘေးတိုင်းရှေ့ကလည်းမဟုတ်ဘူးနောက်ကလည်းမဟုတ်ဘူးဘေးတိုင်းဟဲ့လား
ဘေးတိုင်းရှေ့ကလည်းဥဆောင်ဆိုမဆောင်နိုင်ဘူးနောက်ကလိုက်ဆိုလည်းမလိုက်ဘူးအဲ့လိုဘေးတိုင်းဒီလိုလူမျိုးတွေလောကမှာအများကြီးမရှိလားရှိလားရဲ့အဲ့ဒါမှတို့သူတော်ကောင်းတွေပါသေးလားမပါပါဘူးဗျာပါသေးလားရဲ့မပါသေးနဲ့မပါသေးနဲ့ဒါပြလို့ရှိရင်တရားမှတ်ထားရေအဲ့တော့ဒေါသစိတ်ကလေးပေါ်ရင်ပမာပေါ်အဲ့ဒါကတမတနာရှုနည်းနဲ့ပြောမယ်ဆိုရင်တာဒေါသစိတ်တန်နဲ့တာဒေါသစိတ်တန်ဒီပဇာနာတိဒေါသလေးပါလားဒေါသလေးပါလားဒေါသလေးပါလားလို့အဲ့လိုသိနေရင်ပါတော့တမထာရှင်းမလားရေအဲ့ဒါကိုပဲဒေါသကလည်းစိတ်သိတဲ့ဉာဏ်ကလည်းစိတ်ရှေးစိတ်ကိုနောက်စိတ်နဲ့သိရင်တမထဒါကိုမိုးဆိုတော့ဒီလိုသုံးတာဘာလဲလဲရှေးစိတ်ကိုနောက်စိတ်နဲ့သိရင်တမထဟုတ်ဝိပဿနာဆိုတာကအဲ့ဒီရှေးစိတ်ကလေးမရှိတာကိုနောက်စိတ်ကလေးနဲ့မရှိတော့ပါလားလို့ဆုံးဖြတ်ချက်ချမှတာလျင်ဝိပဿနာတဲ့ဒါကိုပါဠိတော်ကဥရိယဝယရှုနည်းကဘာပြောတယ်လဲသမုဒိယဓမ္မနုပတိဝစိတ်တသမိန်ဝိဟရတိသမုဒိယဓမ္မဖြစ်ပေါ်လာတော့စိတ်တသမိန်ဒေါသစိတ်ကလေးပေါ်၌ဝိဟရတိပဇာနာတိအတိကလေးနဲ့နေပေးစမ်းပါဒေါသစိတ်ကိုဒေါသစိတ်ပါလားလို့နောက်ကသိရင်တမထလို့ပြောတာအဖြစ်ကိုသိတာတဲ့သမုဒိယဆိုတာဖြစ်တာသမုဒ္ဒရာဘာလဲတော့ဒါပြန်ဒေါသပါလားလို့သိတာဒီအဖြစ်ကိုသိတာအဖြစ်ကိုသိုံနဲ့မင်းတို့ရမနေနဲ့တဲ့ဝယဓမ္မနုပတိဝစိတ်တသမေဝိဟရတိဝယဆိုတာပြက်တာဝယဆိုတာဘာလဲတော့အဲ့တော့ပြက်သွားတာလည်းမရှိတော့ပါလားလို့လည်းဘာလို့ရမလဲရှုရမယ်မရှိတော့ပါလားလို့ဆုံးဖြတ်လိုက်ဒါကဘုရားတို့သတိပဋ္ဌာန်အင်္ဂုတ္တပါဠိတော်ကြီးမှာအသေးချာလဲလာပါတယ်မဟာသတိပဋ္ဌာန်ပါဠိတော်ကြီးမှာလည်းဥရိယဝယရှုနည်းဆိုအသေးချာလာပါတယ်အင်္ဂုတ္တပါဠိတော်မှာဘာလာတယ်လဲဣဒဘိက္ခုအရိယတာဝကောဝေဒနာယပိအနိစ္စနုပတိအနိစ္စတင်အနိစ္စပฏิသံဝေဒီတတ္တံသမိတံအဘောကိနံမြန်မာလိုပြောမယ်အဲ့တော့ဘာပြောသလဲဆိုတဲ့အခါကျတော့စိတ်တသမိန်ပိမိမိတဏ္ဏပေါ်လာတဲ့စိတ်ပဲပေါ်ပေါ်ဝေဒနာပဲပေါ်ပေါ်ယုတ်ကလေးပဲပေါ်ပေါ်တဲ့ဘယ်ဓမ္မလေးပေါ်လာတဲ့အနိစ္စနုပတိအနိစ္စတင်အနိစ္စပฏิသံဝေဒီမြန်မာလိုပြန်မရှိပါလားမရှိပါလားမရှိတော့ပါလားလို့ရှုပေးပါတဲ့ဥမာဆိုကြပါစို့သူတော်ကောင်းတယ်မလေးမကြလိုက်ဘူးလားခုနထပ်ဆိုတဲ့ကြားစိတ်ကလေးကြားတဲ့သဘောလေးအခုရှိသေးလားအဲ့ဒါကိုရှုနည်းလေးဥမာနဲ့မှာထင်းထင်းရှားရှားပြောပြနေတယ်မှာမရှိတော့ပါလားအဲ့လိုဆုံးဖြတ်ပါခန္ဓာကမှာလှုပ်ကနေမှာမရှိတော့ပါလားအဲ့လိုမျိုးဆုံးဖြတ်နိုင်ရှင်းမလားအဲ့လိုဆုံးဖြတ်နိုင်မှဝိပဿနာလှုပ်တာပါလားလို့သိရင်သမထမရှိတော့ပါလားလို့ဆုံးဖြတ်မှဝိပဿနာစက္ကနဲ့ပါလို့နာတာပါလားလို့သိရင်သမထမရှိတော့ပါလားလို့ဆုံးဖြတ်နိုင်မှဝိပဿနာရှင်းရှင်းလားဒါကြောင့်မလို့အဓိကတော့ဘယ်မောဂုတ်ဆောရဘုရားကြီးဟောတယ်ခန္ဓာကိုပေါ်လေသမျှရှိမရှိတွေးခန္ဓာကိုပေါ်လေသမျှဘာလဲအဲ့တော့မရှိတော့ပါလားလို့ဆုံးဖြတ်နိုင်မှသာလျှင်ဘာလဲဝိပဿနာမရှိပါလားဆုံးဖြတ်နိုင်မှဒါကြောင့်မလို့ရှုနေတဲ့အချိန်မှာဘာစိတ်တော့ရှုစိတ်လို့သိရင်သမထရှုလို့လည်းပြီးသွားရှုစိတ်ကလေးရှိသေးလားမရှိတော့ပါလားလို့ဆုံးဖြတ်မှသာလျှင်ဝိပဿနာသမထနဲ့ဝိပဿနာသဘောပေါက်ပလားဒီလိုနားလည်မှဒါဖြင့်ဒေါသစိတ်ကလေးကပေါ်ရင်ပမာပေါ်လဲချုပ်တော့လဲပမာချုပ်အဲ့ဒါလေးမရှိတော့ပါလားလို့ဘယ်သူကသိတာလဲဉာဏ်ကသိတာဘယ်သူကသိတာလဲသိတဲ့ဉာဏ်ကပမာပေါ်အဲ့တော့ဒေါသစိတ်ကလေးဟာငကိုယ်တည်းကမရှိတာလားရှိရမှမရှိတာလားရှိရမှအဲ့တော့ဒေါသလေးဖြစ်တော့ကဒေါသစိတ်ကလေးမရှိဘူးလားဒေါသစိတ်ကလေးသိလိုက်တဲ့အချိန်မှာဒေါသစိတ်ကလေးရှိသေးလားမရှိဘူးဘာဖြစ်သွားတော့ပြက်ဘာဖြစ်သွားတော့ဒေါသလေးပေါ်တော့ပမာပေါ်ချုပ်တော့ပမာချုပ်ဒေါသလေးပေါ်တော့ပမာပေါ်ချုပ်တော့ပမာချုပ်ဘယ်သူကသိတာတော့ဟုတ်တယ်ဘယ်သူကသိတာတော့ပြန်ပြောဘယ်သူကသိတာတော့ဒေါသလေးပေါ်ရင်ပမာပေါ်ဒေါသလေးချုပ်ရင်ပမာချုပ်အဲ့တော့ဒေါသလေးချုပ်သွားတာကိုဘယ်သူကသိတာတော့ဒေါသဆိုတာဘာတရားတော့ကိဒေါသဆိုတာဘာတရားတော့ဒေါသဘာတရားတော့ကိလေသေនិရောဓနိဗ္ဗာန်ပါဠိကကိလေသေនិရောဓနိဗ္ဗာန်ဒေါသကိလေသာလေးချုပ်သွားတာကိုနိဗ္ဗာန်လို့ခေါ်တာဗျရှင်းမလားဒေါသကိလေသာလေးပေါ်တော့ပမာပေါ်ချုပ်တော့ပမာချုပ်ဘယ်သူကသိတာတော့ဘယ်သူချုပ်တာသိတာတော့ဒေါသချုပ်တာသိတယ်ပြောဘယ်သူချုပ်တာသိဒေါသဆိုတာဘာတရားဘာချုပ်တာသိတာတော့ကိလေသာချုပ်တာသိတာအခုချုပ်တာကိုအခုသိတာအခုချုပ်တာကိုအခုချုပ်တာကိုဒါပြအခုချုပ်တာကိုအခုသိတယ်ဆိုတာအခုရှုလို့အခုသိတာဒေါသစိတ်ကလေးမရှိတော့ပါလားလို့ဘယ်သူကရှုတာလဲဉာဏ်ကရှုတာတန်ဒိဋ္ဌိကောရှုလိုက်တာကတန်ဒိဋ္ဌိကောအခုချုပ်တာကိုအခုငြိမ်းအေးသွားတာကိုအခုသိတာကအာကာလိကော
ရှင်းမလားအခုဒေါသလေးဒီနေရာပေါ်ဒီနေရာချုပ်သွားတယ်ချုပ်သွားတာကအကာလီကောတိလိုက်တာကတန်ဒိဋ္ဌိကောရင်နဲ့ငြိမ်းအေးသွားတာကဩပနေယီကောရှင်းမလားဟာရိယဝတ္ထုမှာဒေါသလေးပေါ်လာတာကဩပနေယီကောတရားဂုဏ်တော်6ပါးတရားဂုဏ်တော်ဘယ်နှပါးတော့တစ်ချက်ခုတ်တာနဲ့ဒေါသဂုဏ်တော်6ပါးလုံးတစ်ပြိုင်တည်းပါသွားတာနိစနစ်မှန်ကန်ဖို့တော့လိုတယ်ဗျရှင်းရှင်းလားပြန်ပြောမယ်ဒေါသစိတ်ကလေးပေါ်ရင်ဘာမှပေါ်ရှုရင်ကဘာမှရှုမလဲအဲ့တော့ရှုလိုက်တဲ့အချိန်မှာဒေါသစိတ်ကလေးရှိမရှိတော့ဘူးနော်မရှုရင်တော့အမေတို့မရှုရင်ထုံးစံတိုင်းလာမယ်ဘာလာမလဲဥပါဒံနောက်တော့ဘာလာမလဲကံဒါမရှုရင်ဒီတိုင်းလာမှာရှုလိုက်တဲ့အခါကျဒေါသစိတ်ပါလာလို့တိလိုက်တဲ့အချိန်ကျတော့ဒေါသစိတ်ကလေးရှိသေးလားဟုတ်တယ်ဒေါသစိတ်ကလေးပထမပေါ်တယ်ဖြတ်စုပေါ်လာတယ်ဒေါသစိတ်ကလေးကိုတိလိုက်တဲ့အချိန်မှာတိတဲ့စိတ်ပဲရှိတော့တယ်ဒေါသစိတ်ကအဲ့ကျဒေါသစိတ်မရှိတော့ပါလားရှုလိုက်ပြီနော်ဒေါသစိတ်မရှိတော့ပါလားဒေါသစိတ်ကလေးကအပြက်မရှိတော့ပါလားလို့ရှုတဲ့ညာကမဲ့အပြက်နဲ့မဲ့နဲ့တော့ကြိုက်တာအဲ့တော့ရှုလိုက်တဲ့အတွက်ကြောင့်မလို့မတိုက်ရမနေနိုင်မဆဲရမနေနိုင်ဥပါဒံလာအောင်မလားကာယကံကြမ်းတတ်မှုဝစီကံကြမ်းတတ်မှုရအောင်မလားဒါဖြင့်ဥပါဒံကံဘာဖြစ်သွားလဲချုပ်ပေါ်ခွင့်မရလိုက်ဘူးဒါကြောင့်ဟာဒီဒေါသကဥပ္ပါဒနိရောဓဖြစ်ချုပ်ဥပါဒနဲ့ကံကအနုပ္ပါဒနိရောဓဖြစ်ခွင့်မရပဲချုပ်ရှင်းမလားဒေါသကဖြစ်ပြီးမှချုပ်ဥပ္ပါဒနိရောဓဥပါဒနဲ့ကံကဖြစ်ခွင့်မရပဲချုပ်ဒါဖြင့်ကာယကံကြမ်းတမ်းမှုဝစီကံကြမ်းတမ်းမှုဆဲတဲ့ဆိုတဲ့အဆင့်တွေရောက်သေးလားမရောက်တော့အရင်ဆိုရောက်တယ်လေအရင်ကတော့ဆဲမိဆိုမိနဲ့ဖြစ်တယ်အခုဒီလိုလေ့ကျင့်လိုက်တဲ့အခါကျရှုလိုက်တဲ့အတွက်ကြောင့်မလို့ဥပါဒံကံပေါ်ခွင့်ရသေးလားဥပါဒံကံဒီသစ္စာဖွဲ့ရင်ဘာသစ္စာလဲဒီမှာကြည့်မြင်နေဘာသစ္စာလဲသမုဒယေနိရောဓနိဗ္ဗာန်သမုဒယေနိရောဓဒါပြန်သမုဒယတို့ရဲ့ချုပ်ရသည်ပါလို့နိဗ္ဗာန်သမုဒယတို့ချုပ်ရသည်အဲ့ဒါဥပါဒံကံမမြောက်တော့တာလဲတခြားလားနိဗ္ဗာန်လားနိဗ္ဗာန်ဆိုအဲ့ဒါပဲဒေါသချုပ်တာသည်နိဗ္ဗာန်ဥပါဒံကံချုပ်တာသည်နိဗ္ဗာန်ကိုပရိစ္ဆသမုပ္ပါကိုဖြတ်တာသည်နိဗ္ဗာန်ရှင်းမလားဝိပဿနာရှုတယ်ဆိုတာဘာလို့တာလဲဆိုတကားကျွဲဥလဘုဒ္ဓရေးတယ်ကိုပဋိစ္စသမုပ္ပါကိုဖြတ်တာกว่าတဲ့နှုတ်မလို့ရှိရင်အမေတို့စဉ်းစားကြည့်လေဒေါသကအကြောင်းဥပါဒံကအကျိုးဥပါဒံကအကြောင်းကံကအကျိုးအကြောင်းသည်ပရိစ္ဆအကျိုးသည်အကြောင်းသည်အကျိုးသည်ပေါင်းလိုက်တော့သွားပြီပရိစ္ဆသမုပ္ပါတန်းလိုက်တာဘယ်ကြမှာရောက်တယ်ဒေအိုးကြမှာရက်တော့တာပဲမှတ်တာဘယ်ကြမှာရက်တော့သွားပြီဗျာဒီတိုင်းသာသွားရင်ရှင်းမလားဒါကြောင့်နိဗ္ဗာန်ဆိုတာကဘာပြောတာလဲလို့မေးတော့ကိလေသာလေးငြိမ်းအေးသွားတာကိုဘာခေါ်တာလဲဘုံအခုပြောတာသဘောပေါက်ရဲ့လားဒါကြောင့်အခုဒေါသလေးပေါ်လာတဲ့အခုနောက်ကညံကလေးနဲ့လိုက်လို့ဥပါဒံကံကလေးချုပ်သွားတယ်ဆိုရင်သူတော်ကောင်းတို့ရဲ့ကာယကံကြမ်းတတ်မှုဝစီကံကြမ်းတတ်မှုမနောကံကြမ်းတတ်မှုဘာမှမလာတော့ဘူးငြိမ်းအေးလိုက်တာချမ်းသာလိုက်တာတကယ်လက်တွေ့ကျင့်စမ်းပါအာကာလိကောဂုရှုဂုငြိမ်းတာပါတရားနဲ့ဖြေပါဗဇက်နဲ့သွားပြောမယ်မရဘူးတရားတွေနာတာဘာဖြစ်တော့နာတာစကန်းတွေဝင်လေးဘာဖြစ်တော့ဝင်တာပေါ့ဝင်တာတကနာပဲအဓိကတရားစကန်းဘလောက်ဝင်စာတွေဘလောက်ဖတ်ပစ္စုပန်တဲ့ပေါ်လာတဲ့ဒေါသနောက်ကညံလိုက်တတ်ဖို့အရေးကြီးဆုံးရှင်းလားစကန်းတော့ဝင်ပါတယ်တရားတော့တရားစာအုပ်တွေဖတ်ပါတယ်တရားတွေတော့နာပါတယ်ဒါနဲ့လောကနဲ့တွေ့တဲ့အခါကျတော့နင်ပါလဲငါပါလဲအော်ကြဟဲ့ကြတတ်ကြပုတ်ကြစောင်းညရွဲကြအဲ့ဒါခန္ဓာပေါ်ဘာမရောက်လို့အခုဘုံမပြောတာသဘောပေါက်ပလားအဲ့တော့အမေတို့ဒေါသဖြစ်ဘူးသလားဖြစ်တယ်နော်ဒေါသလေးဖြစ်လို့ရှိရင်ဒေါသမှာပုံတရံရှိလားကဲအခုမပြောပြီမကြောက်လားကြားရင်ဘာစိတ်တော့ပြစမ်းမကြားဘဲနဲ့ပြရမြလားကြားရနဲ့ပြရမြလားဘာမရှိလို့တော့အထယ်မရှိလို့ဟုတ်တယ်ဘာမရှိလို့တော့ပုံတရံရောလုံးရတဏ္ဍာရောအယောင်အစင်းရောအလင်းအဝင်းတွေရောသဘောပေါက်တယ်နော်ကောင်းပြီဒီတိုင်းပဲပေါ့အမေတို့ရဲ့နိဗ္ဗာန်ဆိုတဲ့သဘောမျိုးကလည်းလေကိလေသာမှာဘာဖြစ်တာလဲငြိမ်းအေးတာဒေါသမှာအယောင်အစင်းမရှိဘူးဒေါသမှာပုံတရံမရှိဘူးရှင်းလားဒါပြင်ဒေါသဆိုတဲ့အခြေခံအကြောင်းတရားမှာအယောင်အစင်းအလင်းမရှိတာကိုဒေါသလေးချုပ်သွားတာကိုဘာခေါ်တာလဲနိဗ္ဗာန်ဘာခေါ်လဲအဲ့တော့ချုပ်တဲ့သဘောများပဲရှိတယ်အယောင်အစင်းအလင်းပုံတရံဆိုတာရှိပါမလားအဲ့ဒါကိုနိဗ္ဗာန်ကိုပုံတရံအနေနဲ့သွားပြီးတော့ယူလိုက်တော့ခန္ဓာပြင်ပမှာဖြစ်သွားပြီ
ဟုတ်မလားအဲ့တော့ခန္ဓာပြတာအင်းကြီးခန္ဓာအင်းကြီးနိဗ္ဗာန်နဲ့ခန္ဓာပฏิပတ်တမေဝတိနိဗ္ဗာန်မင်းတို့နိဗ္ဗာန်ရှာခြင်းခန္ဓာလည်းရှာတဲ့နိဗ္ဗာန်ရှာခြင်းဘယ်လဲရှာအဲ့ဒါကိုသောတာပန်တို့ဝန်ဆန်တဲ့နိဗ္ဗာန်ကဘုံပြတ်တတ်တိတ္တတဂရကံတို့ဝန်ဆန်တဲ့နိဗ္ဗာန်ကဘုံပြတ်တတ်တိတ္တအနာဂံတို့ဝန်ဆန်တဲ့နိဗ္ဗာန်ကဘုံပြတ်တတ်တိတ္တယဟန္တာတို့ဝန်ဆန်တဲ့နိဗ္ဗာန်ကဘုံပြတ်တတ်တိတ္တလို့အဲ့ဒီလိုသွားပြီးတော့မှဟောတဲ့အပြင်မှာနိဗ္ဗာန်ကိုအတ္တလို့ကောက်ပြတာဒါမြန်မာပြည်မှာတော်တော်နာမည်ကြီးတဲ့တဲကပဲဟုတ်မလားအဲ့လိုသွားပြီးတော့မှအတ္တလို့သွားကောက်လိုက်တဲ့အခါကျပလင်မော်ကလည်းစင်ရောတိုင်းတန်ကနိုင်ကစီတောက်ချက်သွားတာဟိုကကားနဲ့စောင့်နေစင်းနဲ့တရားတွေကလွန်တော့ကြားနေရပြီလေတောက်လျှောက်ကြားနေရတော့မှကလည်းစင်းနဲ့တောက်လျှောက်ခေါ်တော့တာခေါ်ပြီးတော့အမှသွားပြီးတော့မှမင်းဒီလိုဟောတယ်ပြန်ပြီးဖွင့်ပြတယ်သူဟောတဲ့တရားဟုတ်ပါတယ်ဟုတ်ပါတယ်ဒါဟုတ်ဖះဟောမှန်ရဲ့လားမင်းစဉ်းစားကြည့်စမ်းမင်းတို့လိုနာမည်ကြီးပုဂ္ဂိုလ်တွေကဒီလိုရှေ့ကနေလိုက်ကောက်နေရင်နောက်ကလူတွေမှားကုန်မှာပေါ့ငါတို့ကလုတ်တဲ့အခါကျပြည်သူတွေကငါတို့ကိုအပြစ်ပြောတယ်ပြန်စဉ်းစားကြည့်ငါတို့ကပွဲကိုပယ်လိုက်တဲ့အခါကျပိတ်ပြန်ပြီပိတ်တာတော့သူတို့ငါတို့ကအနည်းတိုင်နဲ့ပိတ်တာတွေဖြစ်ကုန်ရောတဲ့စဉ်းစားတယ်လူဆိုတာကလည်းပဲပုဂ္ဂိုလ်ကြီးပဲလိုက်ကြတာများတယ်တဲ့ကိုထင်ကရင်ရွှေနန်းတဲ့ကိုကြည်ညိုပြီးဟဲ့ဆိုဖိုးသူတော်ကိုယဟန္တာဖြစ်အောင်ပြောရမှာဝင်မလေးဘူးတဲ့မကြည်ညိုတော်ဘူးဆိုယဟန္တာကလည်းဖိုးသူတော်ကိုသုံးမြောင်ပြောပြတာတဲ့ပုထုဇဉ်တို့ရဲ့စိတ်နေစိတ်ဓာတ်တိတ်ကြောက်စရာကောင်းတယ်တရားနောက်မှာပညာကအလမနာအားနေကြတယ်ဟာဘသူအရိယာကြီးဘသူများအရိယာဟုတ်တယ်မဟုတ်ဘူးသိကျင်ကိုယ်တိုင်အရိယာဓမ္မကိအောင်လုပ်ကိုယ်နှလုံးသားထဲမှာအရိယာဓမ္မမကိမ့်မဲ့နဲ့ဖြစ်ပြက်တောင်မှမမြင်ဘူးပညာပရမတ်တောင်မှမမြင်ဘူးနိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ်ဘာမှန်းတောင်မှမကျင့်ဘူးတဲ့ပုဂ္ဂိုလ်ကဘယ်မှာလာပြီးတော့သူပြောဆိုတဲ့စကားထဲမှာနိဗ္ဗာန်ရောက်ကြောင်းအစဉ်တန်းနေပါမပါသူသိမလားအလေးအကြောင်းမှနားမလဲပဲနော်အလိန်ခမ်းမှာပေါ့ဈေးဝယ်ကျင်တာပဲသိတယ်အလေးအကြောင်းကနားမလဲဘူးဈေးသွားဝယ်တပိတ်တာရှစ်85ချက်သားထည့်ပေးတပိတ်တာမှတ်လို့ယူလာအေးရောက်တော့ပြန်ချိန်85ချက်သားပြည့်အစိတ်သားရော့နေကဲတစ်ချက်သားကိုနဲတာမဟုတ်ပေးထားရတာစိုက်ပြန်ပြေးပြန်ရော့တယ်ဟိုအေးရမှရော့တယ်ကျမတာဝန်မြူနိုင်မှုတဲ့ဘာတတ်နိုင်သေးတော့အလေးအကြောင်းမှနားမလဲပဲနဲ့ဒီတိုင်းပဲဘယ်ဝသူအရိယာတဲ့ဘဝအရိယာတဲ့သူများအရိယာဟုတ်တယ်မဟုတ်ဘူးသိချင်ကိုယ်တိုင်အရိယာဓမ္မကိအောင်လုပ်ထားကျင့်စဉ်ကိုအဓိကလိုက်သူဘာတွေကျင့်နေတယ်လဲသူဘာတွေပြောနေတယ်လဲသူပြောနေတဲ့ကျင့်စဉ်ကတော့တကယ်ကနိဗ္ဗာန်ကြောင့်အစစ်ဟုတ်ရလားဆိုတာကိုယ်တိုင်မမြင်မဲနဲ့ဒိဋ္ဌဓမ္မပတ္တဓမ္မဝိဒိတဓမ္မတိဏ္ဏဝိသိကိစ္စအပရပစ္စယောဝိတ္တရစ္စပတောဝိကတကတံကထောတဲ့အပါဠိမြန်မာလိုပြောရလို့ရှိရင်ကိုယ်တိုင်ဒိဋ္ဌဓမ္မမမြင်ရဲရင်ချင်းတော့မရဘူးများသောအပြင်ဒါမနဲ့ကတောင်မှဘုန်းကြီးကျေးဇူးရှင်မဟုတ်ဆိုတော်ဘုရားကြီးသောတာပန်တို့ရဲ့အမြင်ဆိုတာမနေ့ကဟောလိုက်တယ်ဆရာတော်ကြီးကဆရာတော်ဘုရားကြီးကိုဖွင့်လိုက်တယ်အဲ့သောတာပန်အမြင်ထဲမှာဟိုဒီရှောက်ကြတာပေါ့အခြားခြားသောပုဂ္ဂိုလ်တွေကရှောက်တယ်ဘုရားအရှင်ဘုရားရဲ့သာသနာမှာရှိတဲ့တပည့်တွေဟာတဲ့ဟိုအရှင်ဘုရားရဲ့အဆုံးအမဩဘာဒမှာတပါအခြားသာသနာကိုပြောင်းတာအခြားအယူဝါဒပြောင်းတာလို့တိမတွေ့ရဘူးတဲ့အခုမက္ခလိဂောတလာအဇိတကေတကမလာတိန်စီပုဒနာကတ္တပနိကန္တနာတပုဒ္ဒအစရှိတဲ့ဒီဒိဋ္ဌိဆရာကြီး6ယောက်တွေကတဲ့ဥမာနိကန္တနာတပုဒ္ဒရဲ့တပည့်တွေကလည်းမက္ခလိဂောတလာကိုပြောင်းနေတဲ့မက္ခလိဂောတလာရဲ့တပည့်တွေကလည်းပဲတဲ့တိန်စီဆရာကြီးစီပြောင်းနေတဲ့အဲ့လိုဟိုတပည့်ကဟိုဆရာစီပြောင်းလာဟိုဆရာရဲ့တပည့်ကဟိုဆရာစီပြောင်းလာဟိုဘယ်သူလာဟုတ်ထင်ပါရဲ့ဆိုဂယောင်6ချားနဲ့ဖြစ်နေကြတယ်တဲ့ဟိုလိုဒီလိုဟိုဆရာလဲကောင်းတယ်ဒီဆရာလဲကောင်းတယ်အတူပါပဲဆိုဝလုံးသိမ့်နဲ့ရိုက်ပြီးတော့ရှောက်လိုက်နေကြတယ်အဲ့ဒါဘာဖြစ်တာလဲဖေဟာတဲ့အရှင်မရတပည့်တွေကြတော့အိန္ဒြေရှိတယ်တိတ်ခါရှိတယ်တဲ့အဲ့လိုကြောင်6ချားတယ်နာနာတတ္ထအုံလောနကဘေးကလွတ်တယ်တဲ့နာနာအတိတိသတ္ထဆရာကိုအုံလောနကအယူလို့ရှောက်လိုက်နေတယ်ဟိုဆရာမူကောင်းနုဒီဆရာမူကောင်းနုဟိုမူကောင်းနုဒီမူကောင်းနုမူတွေနောက်ရှောက်လိုက်လူတွေနောက်ရှောက်လိုက်ဂိုင်းတွေနောက်ရှောက်လိုက်ဂုံတွေနောက်ရှောက်လိုက်ပကာဒရိုက်နောက်ရှောက်လိုက်ဘုန်းကြီးပစ္စပြလမ်းဆုံးဟဲ့ဘာကြောင့်ဒီလိုဖြစ်ရတာပါလဲမလို့ဆိုကိုယ်တိုင်ခန္ဓာညာမရောက်လို့တဲ့ဖခင်ကဖြေလိုက်တာခန္ဓာပေါ်ဘာမရောက်လို့မှတ်တာအမေတော်ခင်တန်းကျွဲခန္ဓာညာမရောက်ရင်အမေရှုရောင်အောင်မှာပဲသေကနီးနေပြီအမေအရင်မလို့ပြောနေရတာမှားမှသိကြောက်တာဘုန်းကြီးကအမေတို့အော်စီရတကာဓမ္မနဲ့မှားတော့မှသိကြောက်လို့စိုးရိမ်လို့သတိပေးတယ်လို့မှန်ရှင်းမလားလာအောင်မယ်လေတရားယူတရားတော်တရားနှံ့နေကပညာအောင်မယ်လာကြအောင်မယ်ဟောကြအောင်မယ်ပြောကြအောင်မယ်
ယူကြအောင်မယ်ဟိုကလည်းကောင်းလို့ဒီကလည်းကောင်းလို့မေးလိုက်တော့ခန္ဓာညံမရောက်ဟုတ်ပလားဟိအဲ့လိုဖြစ်တော့ကိုယ့်အတွက်အများကြီးမနစ်နာဘူးလားနစ်နာလားဟိဒါကြောင့်တရားတော်ဆုံးအောင်နာပါတရားတော်ပါလေတကယ်ဟုတ်မဟုတ်ဆိုတာတော့ကိုယ်ပိုင်ဉာဏ်နဲ့ပဲစစ်ပါခန္ဓာပေါ်ဘာရောက်လို့ရမလဲရှင်းရှင်းလိုက်ဟိဟိုမှာတော့ဒီလောက်ဖြည့်ရှင်းမဲ့နေရာတောင်မှမှားနေသေးတာဒီမှာဖြည့်ရှင်းမဲ့လူမရှိဘူးဒီနိုင်ငံတွေမှာဖြည့်ရှင်းမဲ့လူမရှိဘူးမှားတာကြီးသွားတရောရှောက်လုံးမှားသွားဘယ်သူမှလာပြင်မဲ့လူမရှိဘူးဒီမှာဘုန်းကြီးပြောတာဟုတ်ကောဟုတ်ရလားသဘောကောပေါက်ရလားဒါကြောင့်ပြောနေတာအမေတို့ခန္ဓာသားလည်းချိန်ခွင်ပရိစ္ဆေသမုပ္ပါဒ်နဲ့သစ္စာတရားအမေတို့အတွက်နိဗ္ဗာန်အကြောင်းချိန်ခွင်ဒါလွတ်သွားရင်ပြီးပြီဘာမှလုပ်မရတော့ဘူးဒါကြောင့်မလို့နိဗ္ဗာန်အကြောင်းသိကြရင်ခန္ဓာပေါ်ဘာရောက်လုံးမယ်ဒါကြောင့်မလို့ဘုန်းကြီးအမျိုးမျိုးပြောနေပါတယ်ဘာသာရေးရှုထောင့်ကိုးကွယ်မှုရှုထောင့်နိုင်ငံရေးရှုထောင့်စီးပွားရေးရှုထောင့်ယဉ်ကျေးမှုရှုထောင့်အမျိုးသားစာရိတ္တပညာမြင့်မားရေးရှုထောင့်မျိုးချစ်စိတ်သက်ရှင်သန်ထက်မြက်ရေးရှုထောင့်အမျိုးမျိုးဘုန်းကြီးပြောနေပါတယ်တော့ပါရဲ့လားတခုတည်းကိုဘုန်းကြီးလက်စုပ်လက်ကင်ပြောနာမဟုတ်ဘူးအားလုံးအတွက်ဖြတ်ပြီးတော့ကျေးဇူးဆက်နေတာသူတော်ကောင်းတို့ကိုမှားသွားမှာဆိုလို့အားလုံးသဘောပေါက်ရလားဒါကြောင့်မဟုတ်ရင်မဟုတ်ဘူးဒင်းကနေပြောရမှာပဲဟုတ်ရင်ဟုတ်တယ်လို့ထောက်ခံရမှာပဲရှင်းမလားဒါကြောင့်မလို့အမှန်တရားကိုပြောတဲ့နေရာမှာပုဂ္ဂိုလ်တ attva ဂိုင်းကနမူဝါဒကိုငှဲ့နေလို့လည်းမရဘူးဒါပေမဲ့တရားဟောတဲ့ပုဂ္ဂိုလ်ဆိုတာစီကံရှိရတယ်မူတွေဂိုင်းတွေကနနေဘယ်ဌာနကပါဘယ်ပုဂ္ဂိုလ်ပါဆိုတာနာမည်တက်ဘယ်တော့မှမပြောအောင်တော့ကြလားဥမာပုဂ္ဂိုလ်တွေကမတ်တင်နေခိုင်လို့ဘုန်းကြီးနာမည်တက်တယ်မတ်တင်နေခိုင်ရဲ့ဂုံကျေးဇူးသီလသမာဓိပညာသူ့ရဲ့ဝေယဝဆလောအာဒါနအဲ့တော့သူ့ဂုံချီးကျူးလောက်တဲ့ချီးမြှောက်လောက်တဲ့အမိနာမတက်မယ်ဆိုလို့ရှိရင်နာမည်ခေါ်ပြောပြဿနာမရှိဘူးသူလဲစိတ်ချမ်းသာတယ်ကြားတယ်လဲကုသိုလ်ဖြစ်တယ်ဟုတ်ပလားဟာအမေတော်ကင်တန်းကျွဲရဲ့အားနဲ့ချက်ကိုဖိနှိပ်ပြီးပြောမယ်ဆိုဘယ်တော့မှအမေနာမည်ကိုမတက်ရဘူးအမေရဲ့ဂုံတရင်ကိုပြောမယ်ဆိုရင်အမေနာမည်ကိုတက်ဒါလိုပြောတာနော်ပုဂ္ဂိုလ်တူတယောက်ရဲ့ကာဗရိတာစာရိတ္တကိုထိခိုက်စေမယ်ဆိုရင်ဘယ်တော့မှအဲ့ဒီနာမည်မျိုးကိုမတက်ရဘူးတဲ့ဓမ္မဂတိကသာစီကံရှိရတယ်ဘယ်တော့မှသူများကိုမကောင်းမတွေးရဘူးမကောင်းမကြံရဘူးမကောင်းမပြောရဘူးသူများအကြောင်းကိုအတက်နိုင်ဆုံးနဲနိုင်သမျှနဲအောင်ပုဂ္ဂိုလ်ရေးစံသောစကားကိုမပြောရဘူးဒါကြောင့်မလို့အမေတို့နဲ့အင်တာဗျူးလုပ်တဲ့အခါမှာအမေစုနဲ့အင်တာဗျူးလုပ်တဲ့အခါမှာကြည့်လိုက်ပုဂ္ဂိုလ်ရေးနဲ့မေးလာတဲ့မေးခွန်းဆိုဘယ်တစ်ခုမှမဖြေဘူးအမေကဒါပုဂ္ဂိုလ်ရေးနဲ့သက်ဆိုင်တာကျွန်မမမေးပါနဲ့ပုဂ္ဂိုလ်ရေးနဲ့သက်ဆိုင်တာကျွန်မမမေးပါနဲ့ဘယ်တော့မှမဖြေခဲ့ဘူးအမေဟာဒီတိုင်းပဲတဲ့အများနဲ့အများအတွက်အကျိုးရှိမဲ့အရာဆိုရင်မေးရင်အမေဟာတင်းတင်းလျောက်ပတ်စွာစကားကိုမကြွအောင်အမြဲတမ်းသတိထားပြီးတော့ဖြေလိဖြေတာရှိပါတယ်ဟုတ်ပလားဒါကြောင့်မလို့အမေမှလည်းတော်တော်လေးကိုဘုန်းကြီးထင်တာပေါ့လေအနှစ်20ကျော်လောက်အလွတ်လွတ်ခဲ့တဲ့ပါဝါတွေအားတွေလည်းမြအရွယ်ကလည်းစကားပြောလာပြီးတည်ငြိမ်မှုတွေလည်းအများကြီးရလာပြီဆိုတော့ဘုန်းကြီးတို့ဒီလိုပဲယုံကြည်လိုက်ပါတယ်60ခုနှစ်ရွေးကောက်ပွဲအောင်မြင်လာတဲ့အခါကျတော့အမေကိုအင်တာဗျူးကမေးတယ် BBC ကမေးလိုက်တယ်အဲ့တော့ဒီNLDအနေနဲ့အခုအောင်မြင်သွားပြီဆိုတဲ့အခါကျတော့အကယ်၍များအာဏာရလာလို့ရှိလို့ရှိရင်လက်ရှိအစိုးရဘယ်လိုလုပ်မလဲဆိုပြည်သူ့ဆန္ဒအတိုင်းတဲ့ဒီလိုဖြေလိုက်တဲ့တခွန်းအများကြီးမှားသွားခဲ့တာပြည်သူ့ဆန္ဒအတိုင်းလို့ဖြေလိုက်တဲ့အတွက်ကြောင့်မလို့ပြည်သူကအဲ့ဒီအချိန်အသက်ခံထားတာနဲတာမဟုတ်ဘူးသူ့ကိုကို့အမောင်အများကြီးသက်ခံထားတာသူ့ဖေကို့ဖေပြည်သူ့ဆန္ဒဘာလို့မလဲတတ်မှာပေါ့အကုန်လုံးအဲ့ကြတော့အစိုးရဘာလို့မပေးတော့ဘူးပေါ့အဲ့ကြတော့ဘာဖြစ်လဲမပေးတဲ့အပြင်မှာအနှစ်20ကျော်ထောင်ထဲရောက်သွားတယ်ဒါကြောင့်မလို့ဖြစ်တင်တာကတော့သူတို့လည်းနိုင်ငံအတွက်ကောင်းအောင်လုပ်ပေးနေတယ်ကျမတို့ပူးတွဲပြီးဆောင်ရွက်ရမှာပေါ့ရှင်အခုလိုသာလေတံပြောသွားရင်အနှစ်20ကတည်းကဒီမိုကရေစီရတာကြားလာပြီတော့ကြိုင်လာရေဒီကနေ့အဲ့ဒီအတွေ့အကြုံတွေအမေအတွက်အများကြီးသင်ခန်းစာရစေတယ်ဒါကြောင့်နိုင်ငံတကာမှာအမေအတွေ့အကြုံတွေအများကြီးရသွားတယ်လို့အမေကိုယ်တိုင်လည်းဝန်ခံခဲ့ပါတယ်အမေကိုယ်တိုင်လည်းပြောခဲ့ပါတယ်သဘောပေါက်ပါလားဒါကြောင့်မလို့အမှားအယွင်းဆိုတာပုထုဇဉ်တိုင်းမှာကင်းလို့ရရဲ့လားဒါကြောင့်အမေကိုယ်တိုင်လည်းဝန်ခံတယ်ဖုံဖုံတို့လည်းပဲပုထုဇဉ်မှားနိုင်တယ်သူတော်ကောင်းတွေလည်းပုထုဇဉ်ပါတော့မှားသက်မရှိဘူးပဲလူတယ်ဗျာဘာသက်မရှိဘူးလူတာလဲမှားသက်မရှိဘူးလူတယ်ဗျအားလုံးသဘောပေါက်ရဲ့လားဒါကြောင့်မလို့အတွေးကောအယူအဆအမျှော်အမြင်အသိပညာပိုင်းမှာအမြဲတမ်းဝေဖန်မှာစစ်ပါနိဗ္ဗာန်ဟာအလွန်မတန်အရေးကြီးတဲ့သဘောတရားမလို့အဲ့တော့နိဗ္ဗာန်ကိုဘုံပြတ်တတ်တစ်ခုနဲ့တွားယူလိုက်လို့ရှိရင်အယူမှန်လားအယူမှားလားအယူမှားတာတော့ကြလားအယူမှားတယ်ဆိုရင်အယူမှားတယ်ဆိုတာကအဲ့ဒါနိဗ္ဗာန်ကိုဘုံပြတ်တတ်ကြီးမင်းလို့မင်းခံစားရမယ်ငါလို့ငါခံစားရမယ်ဝိပဿနာရှုတာလည်းပဲငါပဲနိဗ္ဗာန်ကိုတွားခံစားတော့လဲ
ငါပဲဆိုတော့ရှုနေတာလဲငါခံစားမှလဲငါဆိုငါချင်းဘာဖြစ်နေတာတော့ဆက်ငါချင်းဘာဖြစ်နေတာတော့တတ္တဒိဋ္ဌိဘာဒိဋ္ဌိတခါနိဗ္ဗာန်ကိုဘုံပြတ်တတ်လို့ယူလိုက်တဲ့အတွက်လည်းပဲဘာဒိဋ္ဌိတတ္တရဒိဋ္ဌိနိဗ္ဗာန်ကတတ္တရဒိဋ္ဌိမဟုတ်ဘူးအယူအဆအတွေးခေါ်ကတတ္တရဒိဋ္ဌိရှင်းမလားဒါဖြင့်သောတာပန်တို့ဝန်ဆာနဲ့နိဗ္ဗာန်ဘုံကတတ္တဆိုတော့နိဗ္ဗာန်ကိုဘုံပြတ်တတ်လို့ယူလိုက်တဲ့အတွက်သူ့နှလုံးသားထဲမှာဘာဒိဋ္ဌိရှိနေလဲတတ္တရဒိဋ္ဌိရှိနေအဲ့ဒီတတ္တရဒိဋ္ဌိနဲ့ဟောပြောလိုက်လို့အမေတို့ကဘာမသိညာမသိအဲ့ဒီဟောတဲ့ပုဂ္ဂိုလ်ကဂုံလဲရှိမယ်ပကာသနာလဲရှိမယ်ဆိုတော့ဟုတ်ထင်မှရဲ့ဆိုယူလိုက်တော့အမေတို့ဝင်တဲ့ဘာဒိဋ္ဌိရောက်သွားလဲအဲ့ဒါတရားနာမှားလို့ဒိဋ္ဌိဖြစ်တာရှင်းမလားအဲ့ဒါပဲဒိဋ္ဌိဖြစ်ခြင်းအကြောင်းတရား၈ပါးမှာပရတောဂောတောဒိဋ္ဌိဌာဏတိအတ္တတာခုမိနစ်40ရှိသွားပြီနော်အဲ့တော့ဘုန်းကြီးတရားဟောနေ7နာရီခွဲပြီးတော့7မိနစ်ဆိုတော့9မိနစ်ကျော်သွားခဲ့ပြီ7နာရီခွဲပြီး9မိနစ်လောက်ကဘုန်းကြီးစဟောတယ်ဆိုကြပါစို့ဟုတ်ပြီနော်အခု9မိနစ်ရှိသွားပြီကဲတော်ပြီအဲ့တော့တို့တော်ကောင်းတို့မှတ်ထားအဲ့တော့တတ္တရဒိဋ္ဌိနဲ့နိဗ္ဗာန်ကိုသဘောကျနေပြန်ရင်လည်းပဲဒီသူတော်ကောင်းနိဗ္ဗာန်ရနိုင်မှာမလားမရနိုင်ဘူးအဲ့ဒါနိဗ္ဗာန်မှာရုပ်လည်းမရှိနာမ်လည်းမရှိဘာမှမရှိဘူးလို့ယူလိုက်ပြန်တော့ဥစ္စေရဒိဋ္ဌိဘာမှမရှိဘူးလို့ယူလိုက်ပြန်တော့သဘောပေါက်ရလားနိဗ္ဗာန်ကိုဘုံပြတ်တဲ့နဲ့ယူလိုက်တော့တတ္တရဒိဋ္ဌိနိဗ္ဗာန်မှာဘာမှမရှိဘူးလို့ယူလိုက်ပြန်တော့ဥစ္စေရဒိဋ္ဌိရှင်းရှင်းလားအားလုံးသဘောကျရလားဒါကြောင့်မလို့အရာရာကိုမှန်ကန်ယဉ်ကျေးချိုတာဆိုရေးတတ်ပါစေတဲ့ပြောပါလေမှန်ကန်ယဉ်ကျေးချိုတာဆိုရေးတတ်ပါစေအရာရာကိုကြောက်တုံးကိုခဲနဲ့သွားမဆောင်နဲ့ဟုတ်ပလားကြောက်တုံးကိုပါလေကိုပဲနစ်နာတယ်ဟုတ်ပလားနော်အခုနောက်ပိုင်းဆိုလို့ရှိရင်အမေဘာပြောတော့လဲအပြုတ်သဘောဆောင်ပြီးတော့မှတတ်မတော်နဲ့လဲပါလေလက်တွဲပြီးတော့အလွတ်လွတ်ရမှာပဲလို့အမေခရနာမပြောလားယူထားရတာတကယ်ပညာပါတဲ့စကားတွေယူရမှာအဲ့ဒါတွေဟုတ်ပလားအဲ့ဒါပါလေရန်သူကိုမိတ်ဆွေဖွဲ့တာရန်သူကိုပါလေအဲ့ဒီနီးစနစ်အမေဘယ်ကရသွားတယ်ထင်တယ်ဘယ်ဟုတ်မလဲဘယ်ထောင်ကြတော့ရတော့အဲ့ဒါတော့အပြင်ကနေတော့မှတွေးခေါ်တာပါမှားတယ်လို့ဘုန်းကြီးမဆိုလိုပါဘူးเนาะအနှစ်သားပါလို့စမ်းမှာအနှစ်သားပါနဲ့တွေးရင်တော့အမေအဲ့ဒီအတိညာဏ်နေဘယ်ကရလဲဆိုမောဂုတ်ဆော်ရဗျာကြီးဟောလိုက်တဲ့နိဝရဏတရား၅ပါးရှုနေရသွားတာရန်သူကိုမိတ်ဆွေဖွဲ့နီးအာတဏကံကျုပ်ပိတံအဲ့ဒီကနေအမေရသွားတာရန်သူကိုမိတ်ဆွေဖွဲ့တဲ့နီးရှုနီးမှတ်နီးဒီအမဆော်ရအများကြီးဟောသွားတာဒါကြောင့်အမေစီမှာမောဂုတ်ဆော်ရတရားတွေအများကြီးရှိတယ်တော့ကြလားနိုင်ငံရေးလူမှုရေးစီးပွားရေးပညာရေးကျန်းမာရေးဘယ်ရှုထောင့်ကပဲကြည့်ကြည့်အသုံးချလို့ရတာအဲ့ဒါကိုရသွားခဲ့တာဒါကြောင့်မလို့ရန်သူကိုတို့ကဘာဖွဲ့ရမလဲမိတ်ဆွေဖွဲ့ရမယ်ဒါကြောင့်မလို့ဘုန်းကြီးခဏနာပြောတယ်ဘလောက်ပဲမာခြင်းတလောက်မာစမ်းပါစေသူ့ဘက်ကမာကိုယ့်ဘက်ကပျော့ပေးလိုက်စမ်းပါကိုယ့်ဘက်ကပျော့ပြောင်းပေးလိုက်စမ်းပါတတိယဘုန်းကြီးပြောတယ်ခေါင်းအုပ်နဲ့ခေါင်းနဲ့ဘယ်သူကမာတော့နောက်ဆုံးအိတ်တဲ့အခါကျတော့ပျော့ပါတယ်ဆိုတော့ခေါင်းအုပ်နဲ့ကိုဘယ်သူဝင်သွားတော့ဟဲ့လားကိုကပျော့ပြောင်းလိုက်မယ်ဆိုရင်မာနေတဲ့ပုံကလေးကိုအောက်ကိုဝင်လာပါလိမ့်မယ်ရှုလာပါလိမ့်မယ်အသားနဲ့တန်နဲ့ဘယ်ဟာမာတော့စဉ်းစားကြအောင်လေစဉ်းစားအောင်မပေါ့ဒီလောက်အကြာကြီးကြမှာဖြေရတယ်ဆိုတော့ဒါတော့မှတချို့စပြီးတော့ဖြေသိတယ်နော်ဗဇက်တည်ကြည့်ဘုညာသိတယ်အသားနဲ့တန်ဘယ်ဟာကမာတော့တကယ်တမ်းအသုံးပြုပြီဆိုတဲ့အခါကျတော့တန်ဒီပျော့ပါတယ်ဆိုတော့အသားတွေကိုဘာဖြစ်သွားတယ်ရှင်းမလားဒါကြောင့်မလို့ဘလောက်မာပါလဲမာချင်တဲ့လောက်မာလိုက်စမ်းမိကျက်တဲ့လောက်မာလိုက်စမ်းကိုယ့်ဘက်ကပျော့ပြောင်းပေးလိုက်စမ်းပါအဲ့ဒီမာတဲ့လူတွေကိုယ့်အောက်ကိုဝင်လာပါလိမ့်မယ်ရှင်းလားဒါကြောင့်မလို့ဘုန်းကြီးနိုင်ငံတကာမှာသွားတာငယ်တုန်းကတော့ကိုယ့်နဲ့ကိုယ်ကတော့အားငယ်တာပေါ့ငယ်တော့ရံဖြစ်တာဂျပုဆိုရံဖြစ်ပြီဂျပုဆိုရံဖြစ်ပြီဟုတ်လားရံဖြစ်တာပဲသူမှန်တာပြောရံဖြစ်တော့တာပဲကွာသူမှန်တာပြောဘာကိုယ်လည်းငါပုတယ်ပြောတာဘာဖြစ်တုံးဆိုဘာမှပြဿနာရှိဘူးအခုတော့မဟုတ်ပုတယ်ပြောရမလားဆိုတော့ရံဖြစ်တာဗျမှန်တာပြောရွပြင်ထုတ်တော့ဟုတ်တယ်ဗျအဲ့ဒါနဲ့နောက်ဆုံးကြတော့ဒါပုတော့လည်းပဲသူရတ္တနဲ့သူကတော့ရှိတာပဲဒါကြောင့်နိုင်ငံတကာသွားတဲ့အခါကျတော့ဘယ်မှာပဲရောက်ဘလောက်ပဲပုသူရတ္တနဲ့သူဆိုလိုပဲဘယ်နိုင်ငံသွားဘယ်သူမှဘုန်းကြီးကိုမော်လို့တောင်မကြည့်ရဘူးဟုတ်တယ်အခုဘုန်းကြီးသွားတရားဟောတယ်ဟာအင်္ဂလန်ပြင်သစ်ပါဂျာမနီစသည်အပြင်သွားတရားတွေပါဟောတယ်အိုင်ယာလန်တို့ပါလို့တရားယူရိုစပန်သွားတရားဟောတယ်ဘယင်မကြီးကတက်တော်ဆောင်တက်တယ်နဲ့သွားတော့ဓာတ်ပုံရိုက်တယ်သွားရှင်ရိုက်လိုက်တဲ့အခါကျတော့အောင်မလေးသူခါလောက်ရှိတယ်ကျုပ်ကတယောက်တည်းဆိုရိုက်ရတာအားငယ်လို့နှစ်ယောက်ကြားထဲဝင်ရတာ
ဒါပုံကြည့်ပြီးတော့ကွက်နဲ့ကိုဟာရှေ့ရတာရငါထွန်ဆက်ဖြစ်မှာပဲလို့ကြည့်လိုက်တဲ့အခါကျတော့လူတွေကလည်းတနာကြီးကြိုင်တော့ကိုလေးလေးစားစားငုံကြည့်နေမော်လို့တော့မကြည့်ရဘူးလေးလေးစားစားငုံကြည့်ရတယ်အေးဒါကြောင့်မလို့သူရတနဲ့သူကတော့မရှိလားရှိလားဟဲ့ဒါလောကကြီးမှာဘာပဲဝေဖန်နေကိုယ့်ဘက်ကမှန်လားမှားလားစသည်အပြင်ဝေဖန်ပညာစစ်ဆိုပြင်တဲ့နောက်တို့ကဘာလုပ်ရမလဲပြင်ရမယ်မှန်တဲ့လမ်းဆိုဆက်ပြီးတော့ရှောက်ရမယ်ဘာမှတိတ်မခံစားမိစေနဲ့တိတ်ပြီးတော့မှခံစားရင်ကိုယ်ပဲဒုက္ခရောက်တတ်တယ်ဟုတ်ပလားနော်ဒါကြောင့်အရာလောကကြီးနဲ့ဆက်ဆံပေါင်းတဲ့နေရာမှာအစဉ်ပြေချောမွေစေရေးအတွက်ကိုပြောတဲ့စကားကိုသူများနားထောင်စေခြင်းသူများပြောတဲ့စကားလည်းနားထောင်ပေးပါအောင်ဟုတ်လားဘာလဲမပီကလာနဲ့ I love you နဲ့တုံးလိုက်အောင် listening power နော်မပီကလာဘာလဲမတတ်တဲ့လူကထပြောတယ်အဲ့တော့ listening power ဆိုဒီနားထောင်တဲ့အားလေးတော့ရှိဖို့လိုတယ်သူများပြောတဲ့အတန်ကိုနားမထောင်တတ်တဲ့လူကဘယ်တော့မှစကားကောင်းမပြောတတ်ဘူးပြောကြလားဒါကြောင့်မလို့စကားပြောကောင်းတဲ့လူဟာနားထောင်ကောင်းတဲ့လူစကားပြောကောင်းတာစကားပြောကောင်းချင်ရင်နားထောင်ကောင်းပါစေစကားပြောကောင်းပြီအပြောကောင်းပြီမဲ့အကောင်းပြောဖို့လည်းလိုတယ်ရှင်းမလားကောင်းသောစကားကိုအပြောကောင်းနဲ့ပြောရင်လောကကြီးအတွက်အကျိုးရှိ၏မကောင်းသောစကားကိုအပြောကောင်းနဲ့ပြောရင်လောကကြီးမှာအစိတ်သိ၏သဘောကျပါလားဒါကြောင့်မလို့လောကကြီးအတွက်ကောင်းသောစကားကိုအပြောကောင်းနဲ့ပြောတတ်ဖို့တော့အရေးမကြီးလားကြည်လားတချို့စိတ်ကောင်းရှိတာဒါနဲ့စကားပြောမတတ်ရှာဘူးစိတ်ကတော့အလမတန်ကောင်းတယ်စကားပြောတော့မတတ်ရှာဘူးဟုတ်ပလားမကိုဝင်းဦးဝင်းဆိုတိတ်စကားပြောကောင်းတိတ်ပြီးတော့မှတရားတရားကောင်းတယ်ဘုန်းကြီးစပွန်ဆာလုပ်တယ်ပင့်တယ်ဖုန်းနဲ့ဆက်တယ်အရှင်မြတ်တဲ့တပည့်တော်လဲတဲ့အရှင်မြတ်မြင်းနဲ့အလုပ်တွေရှုပ်နေတဲ့ဗျာတဲ့စိတ်လည်းညစ်ပါပြီးတဲ့အရှင်မြတ်ဘယ်ရောက်အရှင်မြတ်အမိသာဆွဲလိုက်ချင်တော့တယ်တဲ့ဖုန်းထဲမှာဟာမောင်ဝင်းရမင်းပြောကငါဘာဖြစ်သွားလဲကွာအမှန်တော့ तू ပြောချင်တာကတော့အရှင်မြတ်ဘယ်ကြွအရှင်မြတ်သင်္ကန်းစလေးဆွဲပြီးတော့လိုက်ချင်ပါတယ်လို့ तू ပြောတာဒါကဘုန်းကြီးဖြည့်တွေးပေးလိုက်ရတယ်နှမလို့ရှိရင် तू ပြောဆိုချက်ကလေးအနာလုတ်နေအော်စီကိုရောက်မှာမဟုတ်တော့ဘူးတခါများပြောလိုက်တာများဘုန်းကြီးနဲ့ तू နဲ့လမ်းလျှောက်တာသူကများ तू တတ်တယ်လို့ तू ပြောရရှာတာဟုတ်ပြောလိုက်တဲ့အခါကျတော့အရှင်မြတ်ခွာမနာဘူးလားဟာသွားပြန်မနစ်ကသူနဲ့ပုံကြီးနဲ့ဟို2009ခုနှစ်ကလမ်းလျှောက်ထွက်တော့လေအဲ့ဒါ तू ကပြောအရှင်ပြခွာမနာဘူးလားဟာသွားပြန်ပြီကွာငါဘိုးဘနဲ့စီတာပဲမောင်ဝင်းရပါတယ်ကွာဒီလောက်ကတော့အမှန်တော့ तू ပြောချင်တာကအရှင်မြရှေဘွားတွေဒီလောက်လမ်းလျှောက်မှတော့မနာဘူးလားလို့ပြောတာအဲ့ဒါပြောတော့ကိုဝင်းကဘာပြောတယ်မှတပည့်တော်ကားတဲ့မြန်မာစကားစင်ရဲတယ်တဲ့ तू အဲ့လိုနဲ့ကြီးတွဲနေတာဒါကြောင့်မလို့အားလုံးကိုနားလည်မှုနဲ့သဘောထားကြီးမားစွာနဲ့ तू မှားသွားလို့ရှိရင်ကိုကဖြည့်တွေးပြီးရင်ပြဿနာဆိုတာဘာမှမရှိတော့ဘူးညီကိုတွေချစ်မြဲချစ်လက်တွဲမြဲလက်တွဲသာသနာပြုမြဲပြုရတာပေါ့ဒါကပေါင်းတင်ဆက်ဆံရေးနိဗ္ဗာန်ကနေထွက်သွားတာဘယ်ကနေထွက်သွားတော့အဲ့တော့နိဗ္ဗာန်ဆိုတာလောင်စာသိမ့်၍မင်းငိမ့်ရကဘယ်စီနေလဲတော့မသိဘူးနော်လောင်နေတော့အဲ့တော့လောင်နေတဲ့အရာကိုငြိမ်းအေးအောင်လုပ်တဲ့နည်းကိုအရင်ဆုံးပေးရတယ်ပြီးတော့မှနိဗ္ဗာန်ရဲ့ရတ္တကိုပေါ်လွင်လာမှလောင်စာသိမ့်ပြီးတော့မင်းငိမ့်တဲ့သဘောကိုဘာခေါ်တာလဲနိဗ္ဗာန်နှုတ်လို့မီးဆိုတဲ့ဒေါသမီးကခန္ဓာတူတော့လောင်စာကိုလောင်တော့တာပဲတငွင်းငွင်းနဲ့လောင်ရင်အလုံးကပူလောင်မှုတွေနဲ့အချိန်မကုန်လားကုန်လားအဲ့တော့လောင်စာလဲသိမ့်မီးလဲငိမ့်ပြောပါလဲလောင်စာလဲသိမ့်မီးလဲငိမ့်တာကိုဘာခေါ်မလဲနိဗ္ဗာန်အဲ့တော့အက္ခဝဆပုံနာကဖယားရှင်ကိုရမြတ်ကြီးကိုလောင်စာသိမ့်၍မီးငိမ့်ရာနိဗ္ဗာန်နဲ့ပတ်သက်တဲ့မေးခွန်းလေးတွေဒီကနေ့ဘုန်းကြီးမဟောနိုင်သေးဘူးဟုတ်ပါလားနော်သူတော်ကောင်းတို့ကိုပဲနိဗ္ဗာန်နဲ့ပတ်သက်တဲ့သဘောတရားလေးပဲရှင်းလင်းနေရတာမို့လို့နိဗ္ဗာန်ကိုဘုံပြတ်တတ်လို့ယူလိုက်ရင်တတ္တတာဒိဋ္ဌိနိဗ္ဗာန်မှာဘာမှမရှိဘူးလို့ယူလိုက်ပြန်တော့ဩစေတာဒိဋ္ဌိနိဗ္ဗာန်မှာဘာမှမရှိတာလားငြိမ်းအေးတာလားဒါပေမဲ့ဒေါသလေးငြိမ်းအေးသွားတဲ့သဘောလေးဒေါသလေးမရှိတဲ့သဘောလေးကိုလည်းဘာခေါ်တာလဲနိဗ္ဗာန်အဲ့ဒါဒေါသလေးမရှိလို့ငြိမ်းအေးသွားတာကိုဘယ်သူကသိတာလဲဉာဏ်ကသိတယ်ဘယ်သူကခံစားလဲဉာဏ်ကခံစားတယ်ဥပါဒံကံချုပ်တာကိုဘယ်သူကသိလဲဉာဏ်ကသိတယ်ဥပါဒံကံချုပ်လို့ငြိမ်းအေးသွားတာကိုဘယ်သူကခံစားလဲဉာဏ်ကခံစားတယ်ဒါဖြစ်ရင်နိဗ္ဗာန်မှာဘာမှမရှိတာလားငြိမ်းအေးတဲ့သဘောလေးရှိတာလားဟောဘာမှမရှိဘူးလို့ယူလိုက်ရင်ဩ
ဩစေရာဒိဋ္ဌိရှင်းမလားဟဲ့ဒါကြောင့်မလို့ဘာမှမရှိဘူးလို့ယူရင်ဩစေရာဒိဋ္ဌိဟာဘုံပြတ်တဲ့ယူလိုက်ရင်တတ္တရာဒိဋ္ဌိဒါပြင်နိဗ္ဗာန်ကိုသွားလို့တဲ့ပုဂ္ဂိုလ်ဒီတတ္တရာနဲ့ဩစေရာရဲ့ဂျာအလယ်လန်းကသွားရမှာတဲ့ဘယ်လန်းကသွားရမလဲအဲ့ဒါကိုမစ္စည်းမပฏิပဒါတထာဂတိနာအဘိဓမ္မုဒ္ဒလို့ခေါ်ပါတယ်ဗျာရှင်းမလားသဘောကျပြီနော်အဲ့တော့တရားရအလုံးမတန်ကောင်းတဲ့တရားဆိုတော့နေချင်းညာချင်းနဲ့ချက်ချင်းပြီးသွားဖို့ကလည်းမလွယ်ကူမဲ့တူတူကတော့ကြံတဲ့သင်္นานစင်နဲ့ဟောစဉ်ကိုမနဲ့ပြန်ဆက်ပြီးတော့မှဒိဋ္ဌိပြုံးတဲ့တကွာဟောပေးမယ်ကဲခဏတော့နိုင်စေသွားလို့တော်ကြအောင်ဆိုဗျာ